ချင်းနော်ဖတ်ပြီးတော့ဒီခေါင်းစဉ်ကြီးခမဲတော်ကိုကိုွယ်ချင်းကိုဖတ်ပြီးတော့ကျွန်တော် day 2ရဲ့နော်ရောမအခရာနံပါတ်လေးကိုကျွန်တော်အတူတူကနော်အတူတူကဝန်ခံရွတ်ဆိုအောင်ခမဲတော်ကိုကိုွယ်ချင်း Amen. ရားတစ်ခုဒီမှန် Daddy, Simana, Unino, Vitor, တော်ဒီ တော်ဒီ အားတော် အားတော်နဲ့တလမီသက်သေခံပြီးဘုရားတို့အားတော် အားတော် ကျွန်တော်နောက်တစ်ခေါက်နော်နောက်တစ်ခေါက်ပြန်ပြီးတော့ဝန်ခံကြအောင်နော်ရားတစ်ခု တကယ်စီမံကိန်းဘုရားတော်သည် အားတော်နဲ့ဆက် သက်သေခံပြီး ယုံကြည်သူများအားတော်ဤဆောင်ပေးသည်အာမင်အာမင် တယ်ပြီးတော့အောက်ကနော်ဟိုပိုင်းငယ်လေးတော့ကျွန်တော်တို့ sister တလဲ brother တလဲစီကျွန်တော်တို့အတူကဝန်ခံပြီးတော့ရွဆိုကြအောင်လို့ sister ရစာပြီးပါလို့ Amen ယောသနာ ယောဟန်15:26တွင်စစ်မှန်ခြင်းရဲ့ဝိ မှန် ညာဉ် ခြင်းဝိညာဉ်တော်ရင်းတော့စစ်တိတ်ပေးသူသည်သောလာသောအခါ အာဤအကြောင်းကိုသက်သေခံပြီး၍ပြောဆိုထားသည် ဒီဆိုထားသည်အာမင် အာမင် ယောဟန် တော့73 55ဆက်ဒီဝိညာဉ်ရောက်လာတော့သင်တို့အားစစ်မှန်ခြင်းလုံးစုံထဲသို့ပြသလိမ့်မည်အဲ့တော့ကိုသူဒီငါဘုံကိုထင်ရှားစေလိမ့်မည်အကြောင်းမူကား ကျောင်းကငါလက်ဆိုင်တော့ သင်တို့အားပေါ်ပြလိမ့်မည်ဟုပြောဆိုထားသည်အာမင် အာမင်ဒီကိုစနေတုံးတို့ သောကြောင့် သော ညာသခင်ဤဝိညာဉ်တော်အားဖြင့်ဟောပြော၍ယေရှုကိုကျေဆဲနိုင်သည်ကို၎င်းယေရှုသည် ယေရှုသည်တတိတော်သူ ဝိ ၏ ညာဉ်တော်၌ရှင်တော်ဝိညာဉ်တော်၌မဟုတ်ပါကအဘေးသူများကိုနိုင်ပြီးနိုင်တယ်ဒီလိုဒီနားစေပြောဆိုငါတတိပြောဆိုပါသည် အာမင် သခင်ဖျားဤပွဲတော်ဒီဝိ၌ယာယီပွဲတော်အစည်းအဝေး၌သားတော်ဒီ ဘုခန္ဓာတော် ခန္ဓာတော်ဤအင်္ဂါဝေ တရားတိ တရားသခင်အားများနှင့်အာဥဤများအလုံးလုံးတော်အောင်ရှိကြောင်းဝိညာဉ်တော် ရရှိမိ ကျွန်တော်တို့အားသားတော် ဝိညာဉ်တော်သည်ကျွန်ုပ်တို့အားပေါ်ဆောင်လာပေသည် အာ အာ မ မ င် င်အာမင်ဘုရားသ ကြောင့်သခင်ဤစီမံကိန်း၌သာတော်သည် ယုံကြည်သူများဤရှင်းစီတို့ကို ခမေတော်သာခဏ နားခံတောင်းလျှောက်သူဖြစ်ပါ သူတို့ ကိုကို မြေတော်ချမ်း ဆောင် ဆောင် ပြီး ပေသည်အာမင် တိယောတစ်တွင်သုံးစုံတစ်ယောက်သောသူ ဇောရတော်သူဒီအဖြစ်ကိုဖြောင်းမတော်မူသောခရစ်ရှိတော် အားလို့ရှိ ခမဲတော်နဲ့ မဲတော်နဲ့ရှိတော် ပြောဆိုထားသည်အာမင် အာမင် တေယောနေသတ်ကုံတွေအားတော်ဒီပေတော်မေတော်ဒီ ဒီတော့ကိုမသိအာ အား တော့ တော်ကိုဘုံခံတော်ဒီက ဒီ ဒီ တော့ တော် ကို ကို ပြော ပြော ဆို ဆို ပါ ကြ သည် သည် အာ အာ မ မ င် င် အမေ မဲ ဒီပြည့်နှစ်စန ဒီ စ် ရက် တွင် နေ့စနေကိုတော့ချက်သူကကိုရောဤမှာတော့မဲတော်ဤမှာတော့ ကျွန်ုပ် ဒီကိုရောအားကိုရောစားပြော ပြော တင်းတော်အလဲကိုရောမဲတော် ကိုရောမဲတော်ရှိမှ၍ ပြောဆို ချင်းဆိုပေဟု၍ပြောဆို မင်း
တို့ဒီကိုရောကိုတိယအစေနာမှာတော်ဒီတို့အားဘေရောကိုဝိတုကိုဝိညာမီရောဤနာစွာရောသာစီနာဝိရောနေရှိအကြောင်းဘေရောချာခေါ်လာသမ္မာဘေအာမင် Amen. Oh Lord Jesus. Celebrate. Camero go with Chinty to settle, no? I think this are of the over. So, Peter, they jump by the bike and go to work, no? I don't do work. Okay, Joshua, Pero Johan sechau Amen. General di Johan sechau satu di satu cái thi lên solution nào là tên đó ya rồi là tiền đó có cái là ý rồi nó sechau satu di tempat của cái general prayer thì nó ở dưới số ya nó muốn cái nó thế mình chỉ ý vấn đề đó đi Amen. Vinh nhìn đó thì giao là đó cả. Amen. Xin mời chị Vinh nhìn đó thì giao là đó cả. Amen. Giao là đó cả. Amen. Xin mời chị Vinh nhìn đó thì giao là đó cả. Nên do xin mời chị lâu rồi tu. Amen. Nên do xin mời chị lâu rồi thế tu. Amen. Nên do xin mời chị lâu rồi thế tu pià ta lên. Amen. Tu vinh nhìn đó đi. Amen. Amen. Cô alo aliao ho pyo mi mo ho. Amen. Tu vinh nhìn đó đi cô alo aliao ho pyo mi mo ho. Amen.
ကြားသမျှတို့ကိုဟောပြောလေ၏ အာမင် သာဓုရာတို့လေမေ ထိုဝိညာဉ်တော်သည်ကိုယ်အလိုလျောက်ဟောပြောမည်မဟုတ်ကြားသမျှတို့ကိုဟောပြောလေ၏အာမင် အာမင်တို့ဝိညာဉ်တော်ဒီကိုလိုလျောက်ဟောပြောပြီးသာဓုရာတို့ပြောလေနောင်လာလက်တန့်သောအရာတို့ကိုလည်းအာမင် အာလာတဲ့တော်ရာတို့နောင်လာလက်တန့်သောအရာတို့ကိုလည်းအာမင် အာမင် နောင်လာတဲ့တော်အရာတို့အာမင် သင်တို့အားပေါ်ပြလိမ့်မည် အာမင် အာမင်တို့အားပေါ်ပြလိမ့်မည်အာမင် နောင်လာလက်တန့်သောအရာတို့ကိုလည်းသင်တို့အားပေါ်ပြလိမ့်မည် အာမင် နောင်လာတဲ့တော်အရာတို့အားပေါ်ပြလိမ့်မည် တို့ဒုတိယကျမ်းချက်ကိုဒီကကျမ်းပိုင်းမှာရှိတယ်ဟေဗြဲလေး7ဒီဥစ္စာလေးကိုလည်းကျွန်တော် pray routine အဖြစ်သွားခြင်းပါတယ်လို့နော်ဘယ်တော့ဒီလိုဆိုလို့ရှိရင်တော့ရှက်ကြောက်တော့မဘူးဆိုတော့နော်ဒီပဲပါအောင်လို့နော်တန်ရှင်းစီတော်သူနေအာမင်ရှင်စီတတ်တော်အာမင်တန်ရှင်းစီအတော်သူများတို့သည်အာမင် အာမင်တန်ရှင်စီအတော်သူများတို့သည်အာမင်တန်ရှင်းစီတတ်တော်သူနှင့်တန်ရှင်းစီအတော်သူများတို့သည်အာမင် အာမင်တန်ရှင်စီတတ်တော်သူနှင့်တန်ရှင်စီအတော်သူများတို့သည်အာမင်ဘာဒီတော်ပဂတိရှိကြသည်အာမင်သမာဓိတော်ပဂတိရှိကြတန်ရှင်းစေတတ်သောသူနှင့်တန်ရှင်းစေအပ်သောသူများတို့သည်တပါးဒီသောပဂတိရှိကြ၏အာမ အာ င် မင်တန်ရှင်စေတတ်သောသူနှင့်တန်ရှင်စေအပ်သောသူများတို့သည်တပါးဒီသောပဂတိရှိကြ၏အာမင်ထို့ကြောင့်တန်ရှင်းစေတတ်သောသူအာမင် အာမင် တန်ရှင်စေတတ်သောသူသည်အာမင် ထို့ကြောင့်တန်ရှင်းစေတတ်သောသူအာမင် အာမ အာမင်ထို့ကြောင့်တန်ရှင်းစေတတ်သောသူသည်အာမင် တန်ရှင်းစေအပ်သောသူတို့ကိုအာမင် အာမင်တန်ရှင်းစေအပ်သောသူတို့ကိုအာမင်ညီအကိုတို့ခု၍ခေါ်ခြင်းကအာမင် အာမင် ညီအကိုတို့ကျေးအာမင်ကိုတို့ခု၍ခေါ်ခြင်းကအာမင် အာမင်ညီအကိုတို့ခု၍ခေါ်ခြင်းအာမင် ရှက်ကြောက်တော်မမူ အာမင် အာမင်ရှက်ကြောက်တော်အာမင်ကျွန်တော်တို့အစဒီဟာလေးเนาะဒီအပိုက်လေးကိုပဲပြန်ပြီးတော့အတူတူဝန်ခံအောင်လို့တန်ရှင်းစေတတ်တော်သူเนาะအာမင်တန်ရှင်းစေတတ်တော်သူတန်ရှင်းစေတော်သူများစေအပ်တော်သူအားလုံးပဂတိရှိကြသည်ကြောင့်တန်ရှင်းစေတတ်တော်သူသည်တန်ရှင်းစေအပ်တော်သူကိုညီအကိုတို့ကိုဤမှာကြောက်တော်အာမင်အာမင်အာမင် Oh Lord Jesus ကျွန်တော်တို့ကိုတဲ့ဒီအကိုဟူ၍ခေါ်ခြင်းပါရှက်ကြောက်တော်မမူ Oh Lord Jesus အာမင်အာမင်စစ်မှန်ခြင်းဤဝိညာဉ်တော်သည်ရောက်လာသောအခါကျွန်တော်တို့အားစစ်မှန်ခြင်းအလုံးစုံတည်းလို့ပြသလိမ့်မည်အာမင်အာမင်စစ်မှန်ခြင်းရဲ့ဝိညာဉ်တော်တို့လာကျွန်တော်တို့အားစစ်မှန်ခြင်းအလုံးစုံတည်းလို့ပြသလိမ့်မည်
ဒီwith 3 day 2เนาะ day 1နဲ့ day 2ကတော့ခင်ဗျားတို့ကိုယ်ဝယ်ခြင်းဆိုတဲ့ကောင်းစီအောင်ပါကျွန်တော်ကပဲအားနေတာပဲဖြစ်မှာเนาะကျွန်တော်ကတော့အားနေတယ်ဖြစ်နေတယ်ဒါမှမဟုတ်လဲနဲ့နဲတဲ့အရာတွေကိုနဲ့နားလဲနဲ့လာတယ်လို့ခံစားရတယ်เนาะဒါကြောင့်မလို့ဒီကိုအင်္ဂါဝင်ခြင်းအရောက်စီတိုင်းကိုကိုယ့်ရဲ့ဝေစုကိုစီစဉ်ပါလို့ဘာကြောင့်လဲဆိုတော့ကျွန်တော်လဲဟိုပါလေစားသုံးခြင်းလို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်လဲအကုန်နားမလဲဒါမို့ဒီကိုဝင်ခြင်းအင်္ဂါဝင်ခြင်းအရောက်စီတိုင်းရဲ့ကျွေးမွေးခြင်းဟာเนาะကျွန်တော်တို့အရောက်စီတိုင်းအတွက်เนาะအပြန်လည်လိုအပ်တယ်ဆိုတဲ့အရာလေးကိုเนาะဆိုတော့ဒီ week ကိုရောက်လာတဲ့အခါမှာခင်ဗျားတို့ကိုဝယ်ခြင်းဆိုတဲ့ဆိုအများသောအားဖြင့်တို့ကမှာပဲတွားရတယ်ဆိုရင်အများသောအားဖြင့်ရတာကယေရှုဆိုတော့တခြင်းတကိုဝယ်ခြင်းနဲ့တခြင်းဆိုယေရှုเนาะယေရှုဖျားကတဲ့တော့ရှိသူရဲ့ကတဲ့ခြင်းတဲ့ဆိုဒီလောက်လည်းပဲဒီကုန်းချုပ်ခဲ့တယ်ဆိုတော့ဒီပေါင်းများစွာရှိခဲ့တယ်ဒီမှာတော့သူခင်ဗျားတို့ကိုဝယ်ခြင်းအကြောင်းကိုဟိညွှန်းထားတယ်အဲ့တော့ဒီခင်ဗျားတို့ကိုဝယ်ရင်ဘယ်သူကဥဆောင်ခဲ့တာလဲဆိုလို့ရှိရင်เนาะသားတော်ကဥဆောင်ခဲ့တယ်ဆိုတဲ့အရာနော်မနေ့ကကျွန်တော်သခင်ဖျားရဲ့စားပွဲစီဝေးခြင်းပြီးတဲ့နောက်ပိုင်းမှာအဲ့လာနေဒီကုံချုပ်သွားတာမဟုတ်ဘဲနဲ့အဲ့လောက်ပဲအဆုံးသတ်သွားတာမဟုတ်ဘဲနဲ့ဆိုခမဲတော်စီကိုတဲ့သားတော်ကနေခေါ်ဆောင်သွားတယ်ဆိုတဲ့အရာဆိုတော့သားဦးဆုံးထမြောက်ပြီးတော့သူ့ရဲ့ညီအကိုဖြစ်တဲ့ကျွန်တော်တို့ကိုလည်းဆက်ပြီးတော့ခမဲတော်ကိုခေါ်ဆောင်သွားတယ်ဆိုတော့ဒီနေ့မှာတော့ထပ်ပြီးတော့เนาะကျွန်တော်ကျွေးမွေးခြင်းခံတဲ့အရာကဝိညာဉ်တော်ဟာယုံကြည်သူများကိုသားတော်ထံသို့ဆက်လက်ဥဆောင်ပေးတယ်ဆိုတဲ့အရာလေးဒါလို့ရှိရင်သားတော်ကတော့သားတော်၌ပြန်ရှင်တဲ့အသက်နဲ့ရှင်ပြန်ထမ်းလို့တန်ရှင်တော့ညီအကိုအင်္ဂါဝင်ခြင်းတွေကိုခမဲတော်ခေါ်ဆောင်သွားပြီးတော့ဆိုတော့ဒီနေ့ယုံကြည်သူများကိုတော့ဝိညာဉ်တော်ကသားတော်ထံသို့ဥဆောင်ပေးတယ်ဆိုတဲ့ဟာလားဟုတ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီဆက်ချက်မှာနော်စစ်မှန်ခြင်းဤဝိညာဉ်တော်ရောက်လာတော့ခါကျွန်တော်တို့ကိုနော်စစ်မှန်ခြင်းအလုံးစုံပြသလိမ့်မယ်ဒါဆိုရှင်ကျွန်တော်တို့ကသိခဲ့တဲ့အရာတွေကအမှားယွင်းများစွာနော်ဒီနဲ့လည်းအရာတွေကိုကျွန်တော်နားမလဲဘူးသိခဲ့ဘူးဆိုတော့ကျွန်တော်လည်းအခုတက်ပြီးတော့အကုန်စင်နားမလဲပါဘူးနော်နားလဲလို့လည်းပြောဒါပေမဲ့ကျွန်တော်ဝန်ခံတယ်နော်အော်ငါလည်းကြမှာပဲကိုခက်ခဲနဲ့နေနေတာဆိုတော့လေဒါကြောင့်မို့ညီကိုအင်္ဂါဝင်ခြင်းပေါင်းစည်းခြင်းနဲ့အပြန်အလှန်ကျွေးမွေးခြင်းအသေးပြီးလိုအပ်ပါတယ်လို့နော်အဲ့တော့ကျွန်တော်တို့ကနော်ဝိညာဉ်တော်ဒီကိုယ်အလိုလျောက်ဟောပြောမှုမဟုတ်ဘူးညာတော့အထူးကျွန်တော်တို့ကတော့ကိုယ်အလိုလျောက်လည်းဟောပြောတာအများကြီးရှိခဲ့ကျွန်တော်တို့ညီအကိုတွေအတူတူကစားသုံးကြတာကိုလေ့လာမှတ်သားသိယူထားတဲ့အရာတွေနော်ကျွန်တော်တို့system နောက်ပြောတာလေးတတိယတယ်ကျွန်တော်တို့ကတော့ကိုလေ့လာသိယူထားခဲ့တဲ့ကိုလွတ်ကျမှပြီးကိုသိတာတင်ကိုရဲ့အသိဉာဏ်လက်ကပဲထွက်ပေါ်လာပြီးကျွန်တော်ပြောဆိုခဲ့တာဆိုအဲ့ဒီအရာနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်တော့မှစစ်မှန်ခြင်းကိုမရောက်ဘူးဆိုတာလေးเนาะဒီအရာလေးကိုခံစားရတယ်ဒီမှာတော့စစ်မှန်ခြင်းဤဝိညာဉ်တော်ရောက်လာတဲ့အခါမှာเนาะအဲ့ဒီစစ်မှန်ခြင်းဖြစ်တဲ့ဝိညာဉ်တော်ကပဲကျွန်တော်တို့ကိုစစ်မှန်ခြင်းအလုံးစုံထဲသို့ပြသနိုင်မယ်ဆိုတဲ့အရာဆိုတော့เนาะကျွန်တော်တို့ကိုဆက်ပြီးတော့အဲ့လောက်သူကဘယ်ထိပြသမှလဲဆိုလို့ရှိရင်เนาะကြားသမျှကိုလည်းပြောမယ်နောင်လာလက်တက်တော့အရာတို့ကိုလည်းသင်တို့အားဖော်ပြမယ်ဒါလို့ရှိရင်ဟိုအနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုလည်းဟိုအနာဂတ်ရောက်မှသိမှာမဟုတ်ပဲလေကျွန်တော်အဲ့ရှိစီကျွန်တော်ညီကိုအင်္ဂါဝင်ကြီးပေါင်းစည်းတဲ့အချိန်မှာလည်းဝိညာဉ်တော်ကတည်နေတဲ့သူเนาะသားတော်နဲ့တည်နေတဲ့လူကိုဆက်ခမဲတော့ပို့ဆောင်ပြီးတော့ဝိညာဉ်တော်ကလည်းကျွန်တော်ကိုဆက်လက်ပြီးတော့ပါဆိုရင်သားတော်နဲ့တည်နေတဲ့လူတွေကိုအကျွင်းမဲ့တွန်းတင်မယ်ဆိုတဲ့အရာဒါလို့ရှိရင်ကျွန်တော်ညီကိုအင်္ဂါဝင်ကြီးပေါင်းစည်းခြင်းဒီအချင်းဤတက်မဟုတ်เนาะဆိုတော့အကျိုးမဲ့အချိန်ဖြုံးနေခြင်းမဟုတ်ဘဲနဲ့ဖခင်ရဲ့နဲ့နေတဲ့အရာကိုသိကျွမ်းပြီးတော့ကိုတို့ရဲ့နဲ့နေရာထဲမှာကျွန်တော်တစားတစ်စိမ့်ဆွဲခေါ်ပြီးတော့ညီကိုတွေအပြန်အလှန်ကျွေးမှုအဖြစ်ကျွန်တော်တို့ကိုခိုင်ခန့်စေနေတဲ့ကြီးထွားစေနော်ခမဲတော်စီကိုပို့ဆောင်ပေးတဲ့ဝိညာဉ်တော်ကနေသားတော်နဲ့ထိတွေ့ဆက်ဆံတတ်ဖို့နော်ကျွန်တော်တို့ကိုဆွဲခေါ်နေတယ်ဆိုတဲ့ဒါကဖခင်နဲ့နေရတယ်နော်ကျွန်တော်တို့ကြီးထွားလာဖို့ဖြစ်တယ်တိုးပွားလာဖို့ဖြစ်တယ်ဒီနဲ့နေရတဲ့အပြန်အလှန်ခံစားပြီးတော့ကျွန်တော်တို့အားဖြင့်နော်ပေါင်းစည်းခြင်းနဲ့မှကျွန်တော်ခံစားပြီးဒါတွေမကဘူးကျွန်တော်တို့ထိတွေ့ဆက်ဆက်နေတဲ့အင်္ဂါဝင်ခြင်းတွေဒါမှမဟုတ်လည်းမိသားစုဒီဟာကိုခံစားနားလည်ဖို့ဖြစ်တယ်နော်ဒီຢာလေးကိုဆိုတော့တကယ်ပဲဒီအချိန်မှာတော့ဒီနဲ့နေတဲ့အရာတွေကို
တိမြခံစားတဲ့သိနေပါသိနေတယ်ဆိုတော့ကျွန်တော်တို့ဒီကိုရောက်လာအောင်နော်ဆရာခွဲကဥဆောင်ခဲ့တာလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကိုဝိညာဉ်တော်ကပဲလေမတွေးဆောင်လို့ရှိရင်ဘယ်တော့မှဒီရောက်လာဆရာအကြောင်းမရှိဘူးဟိုကိုညီကိုတွေခေါ်ပုံခေါ်ပြီးလည်းကြည့်အောင်လေနော်ဆရာကိုလို့ခေါ်ရလဲကြည့်ဒီထဲကိုမရောက်ရင်ပဲတခါတည်းကျွန်တော်မှတ်မိတယ်ဆိုတော့ဒီထဲကိုမရောက်ရင်တခါတည်းချီဆောင်ခြင်းတော့မှပါတော့တယ်လို့နော်အင်္ဂါဝင်ခြင်းပဲစစ်တော့သူခေါ်ပုံခေါ်နည်းအဲ့လိုလေသိကြတာကတခုတော့သူခေါ်တာမဟုတ်ဘူးကျွန်တော်နော်ဝိညာဉ်တော်ကနေခေါ်ပြီးတော့တားတော့နိုင်နော်ဖြစ်ခြင်းလည်းမှာအင်္ဂါဝင်ခြင်းတူကပေါင်းစီဖို့အဲ့ဒါနဲ့ရက်တည်နေဖို့မဟုတ်ပဲနဲ့နော်ဆိုတော့ခံရတော့ဒီကိုဆက်လက်တားတော့ကနေဆက်လက်ခေါ်ဆောင်သွားတဲ့ຢာဒီနော်ဒီຢာဒီကိုကျွေးခြင်းခံရပါတယ်လို့အဲ့တော့တစ်ကောဆက်လက်အငယ်သုံးမှာတန်ရှင်သောဝိညာဉ်တော်အဖြစ်နော်ကျွန်တော်တို့ဟာနော်ယေရှုဟာသခင်ဖြစ်တယ်ဆိုရဖို့အဲ့တော့ဝိညာဉ်တော်ရဲ့တို့ထီချင်းခံပြီးတော့ဆိုယေရှုဟာသခင်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဝန်ခံရင်လည်းအဲ့လောက်နဲ့ပဲပြီးသွားတော့မဟုတ်ဘူးတားတော်နဲ့ရှိတဲ့အခါမှာတဲ့ကျွန်တော်တို့ကခံရတော်နဲ့ရှိတယ်ဆိုတဲ့အကြောင်းကိုနော်တိရောနှစ်အငယ်23မှာဒီຢာလေးကိုပြောထားတယ်ဆက်လက်ပြီးတော့တစ်ဆင့်ပြီးတစ်ဆင့်တော့သွားဆိုတဲ့အရာဒါလို့ရှိရင်ကျွန်တော်တို့ချီးမွမ်းခဲ့တဲ့ချင်းလေးနော်ကျွန်တော်ကိုးကွယ်တဲ့အရာတွေတော်တော်များများကဒီကားတိုင်းဘောကယေရှုနဲ့ပဲနှိကုံချုပ်ခဲ့တာအကျဉ်းနော်နှစ်ပေါင်းများစွာဒါတွေမကောက်အခုတော့ကားတိုင်းမှာနှိကုံချုပ်နေမှာကောက်ဒီချင်းကပြန်ရှင်တဲ့ခွတ်တော်နိုင်တယ်နော်ဆက်လက်ပြီးကျွန်တော်တွေးဆောင်အဲ့ဒါကကျွန်တော်ပဲဥဆောင်စုပါလို့ရှိရင်ခမဲတော်မှာဆိုခမဲတော်မှာသွားပြီးအဆုံးသက်တယ်နော်တန်ရှင်သောဝိညာဉ်တော်အဖြစ်ထိတွေ့ခြင်းခံရတော့အကျွန်ုပ်ဒီခရစ်တော်သားတော်ဤတစုံတရားကိုနားလည်သဘောပေါက်ခြင်းရှိလာပြီအဲ့တော့ကျွန်တော်အလိုတကြီးကဒီပထမဦးဆုံးဒီဆွတောင်းစီဝင်သွားတဲ့အခါမှာသူသွားဆွတောင်းခံရင်လည်းသူမိလဲကြပြီးတော့အဲ့မှာနော်ဝိညာဉ်တော်ရဲ့တို့ထိချင်းခံတာဆိုတော့အဲ့တော့တခြားဟာဆရာရဲ့အမျိုးသမီးကဝိညာဉ်တော်နဲ့ပြည့်တယ်အဲ့ဒါတော့ကျွန်တော်မသိဘူးအဲ့တော့ကိုကိုတော့ဟုတ်တယ်ညပြည့်တယ်လို့ပြောတယ်ညမတယ်လို့ပြောတယ်ကြောညာအဲ့လိုဝင်အဲ့တော့တန်ရှင်သောဝိညာဉ်တို့တိချင်းခံပြီးလူကလဲသွားတာတို့ပြန်မထားနဲ့ဝိညာဉ်တော့တကယ်တော့ပဲဟုတ်ဆိုတော့အဲ့ဒါကနော်သားတော်ကိုတွေ့ထိခံစားဖို့သားတော်ဘယ်လိုလဲဆိုတာရရှိခံစားဖို့ဖြစ်တယ်ဆိုတော့ဟုတ်ပါလားဆိုတော့နော်ဆိုတော့အဲ့ဒါတစ်ဆင့်ကျွန်တော်သားတော်နဲ့တွေ့ကြုံခံစားလာတဲ့အခါမှာသားတော်ဟာတဲ့ကျွန်တော်တို့ကိုခမဲတော်တို့ဆက်လက်ခေါ်ဆောင်သွားတယ်ဆိုတော့နော်သွားပြီးတော့အဲ့မှာသခင်ဖျားရဲ့ဤပွဲတော်အစည်းအဝေးနဲ့သခင်ဖျားကိုကျွန်တော်တို့တွေ့ကြုံခံစားခြင်းရှိခြင်းဖြင့်နောက်ဆုံးနေသခင်ဖျားကခမဲတော်ထံသို့ဆက်လက်ခေါ်ဆောင်သွားတယ်ဆိုတဲ့အရာနော်ဒီအရာလေးကိုကျွန်တော်နားလည်ရတယ်တကယ်တော့ကျွန်တော်အကုန်ဆိုတော့ဝိညာဉ်ထဲမှာရှင်းရှင်းလင်းလင်းဆက်လက်ပြီးတော့ခံစားခြင်းနော်ဆိုတော့ညီကိုမောင်နှမတွေအင်္ဂါဝင်ခြင်းနဲ့အဖြစ်အပြန်အလှန်တိဆောက်ခြင်းအဖြစ်ကျွေးမွေးကြရအောင်နော်ဆိုတော့အားလုံးကိုပါဝင်စေခြင်းပါတယ်။ဘာကြောင့်လဲဆိုရင်အားလုံးကိုအားလုံးစီကကျွန်တော်ရကျင်လို့ပေါ့နော်ဆိုတော့ကျွေးမွေးခြင်းကိုကျွန်တော်ခံချင်လို့ဖြစ်ပါတယ်လို့ညီကိုမောင်နှမအယောင်စီတိုင်းကိုနော်အချိန်ခါပေးပါတယ်ခွင့်ပေးပါတယ်အာမင်အာမင်အာမင်သခင်ယေရှုကျမအရင်စစ်စင်ပါမယ်နော်ခင်ဖြောင်းချီးမွမ်းပါတယ်ရှိကဆောင်သွားတဲ့ညီကိုလည်းဒီရတဲ့လက်ခင်ဖြောင်းကျေးဇူးတင်နဲ့ခင်ဖြောင်းချီးမွမ်းပါတယ်အများကြီးတိဆောက်စရာဖြစ်ပါတယ်ဒီအရာအတွက်လည်းဝမ်းမြောက်ရတယ်ပေါ့နော်ခမဲတော်ရဲ့ကိုယ်ွယ်ခြင်းဒီနေ့ညဆိုဒုတိယအပိုင်းရောက်လာပြီပေါ့နော်အဲ့မှာကျမအရန်နှွေးထွေးတဲ့အရာလေးခံစားရတယ်ဝိညာဉ်ထဲမှာလေအရန်နှွေးထွေးတဲ့ဒီ outline အဲ့ဒီကဟကြီးမှာလေနော်အောက်လိုင်းကဟကြီးမှာကျွန်တော်တို့ဒီတဲ့ကိုရောကိုတကြီးရအောင်မေ့ပြီးနောက်သားတော်ဒီ
ကျွန်ုပ်တို့အားခမဲတော်ကိုဝိပုကိုးကွယ်မိအကြောင်းနဲ့ခမဲတော်ဤများစွာသောသားများနဲ့အဲ့မှာလေခမဲတော်ဤများစွာသောသားများနဲ့သားဦးဤညီအကိုများအဖြစ်တဲ့သားဦးဖြစ်တဲ့ခရစ်တော်ကသူ့ရဲ့ညီအကိုများအဖြစ်ကိုရောနဲ့အတူသူနဲ့အတူရှိမိအကြောင်းခမဲတော်ထံတို့ခေါ်ဆောင်လာပေးတယ်ဆိုတာလေခမဲတော်စီကိုခေါ်ဆောင်လာပေးတယ်ဆိုတာသူကသားတယောက်တည်းမဟုတ်တော့ဘူးသားဦးတယောက်တည်းမဟုတ်တော့ဘူးများစွာတော့သားတွေနောက်သူ့အနေနဲ့ကြတော့လေညီအကိုများပေါ့နော်အဲ့ဒါကိုရောနဲ့အတူကျမတို့ကိုဒီအတင်းတော်ပေါ့နော်အတင်းတော်မှာရှိတဲ့အင်္ဂါအစိတ်အင်္ဂါဝင်အစိတ်အပိုင်းသူ့ရဲ့ကိုယ်ခန္ဓာတော်ရဲ့အင်္ဂါအစိတ်အပိုင်းညီတွေကိုပေါ့နော်ခမဲတော်ထံသူနဲ့အတူခေါ်ဆောင်သွားတယ်ဆိုတဲ့အရာလေးထဲမှာရမ်းနှွေးထွေးရတယ်ပေါ့နော်ဒီအရာလေးလည်းတစ်ချက်ခံစားရတယ်နောက်အဲ့မှာဟေပြန်နဲ့ဆက်စနစ်ကိုလည်းအရာဝမ်းမြောက်တယ်ပေါ့နော်အရာဝမ်းမြောက်တယ်ဒီကျမ်းချက်ကလေးကိုလည်းတန့်ရှင်းစေတော်သူနဲ့တန့်ရှင်းစေအပ်တော်သူများဆိုတဲ့ကျမတို့ပေါ့နော်တန့်ရှင်းစေအပ်တဲ့သူတွေတန့်ရှင်းစေတတ်တော်သူဒီအရာဟာတပါးတည်းတော့ပကတိရှိတယ်ဆိုတဲ့အရာလေးကျမတို့ဟာဖယားကိုထဲ့ဝင်တဲ့အခါမှာပေါ့နော်ကျမတို့ဟာဖယားဖြစ်လာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့တရက်ပြီးတရက်မှာကျမတို့ဟာဖယားဖြစ်လာတဲ့အခါမှာပကတိတူသွားကြတယ်ပေါ့နော်ခရစ်တော်နဲ့ပြန်ရှင်တဲ့ခရစ်တော်နဲ့ကျမတို့ဟာပကတိတူသွားတဲ့အခါမှာတကယ်ပဲကျမတို့ဟာအဲ့မှာတန့်ရှင်းစေတော့သူဒီတဲ့တန့်ရှင်းစေအပ်တော်သူတို့ကိုညီအကိုတို့ဟူ၍ခေါ်ခြင်းကားတဲ့ရှက်ကြောက်တော်မမူဆိုတဲ့အရာလေးတော့မရှက်တော့ဘူးကျမတို့ကိုသူ့ရဲ့အသေးခံခြင်းရွေးနှုတ်ခြင်းအားဖြင့်ပေါ့နော်ကျမတို့ကိုသူ့ရဲ့ဖြစ်ခြင်းပြန်ရှင်တဲ့အသက်ကိုကျမတို့ရရှိတဲ့အခါမှာရွေးနှုတ်ခြင်းခံပြီးတဲ့သူတွေဟာသူ့ရဲ့အစိတ်အပိုင်းသူ့ရဲ့ကိုယ်ခန္ဓာတော်အင်္ဂါအစိတ်အပိုင်းဖြစ်သွားတယ်ဆိုတဲ့သူ့ညီတွေဖြစ်သွားတယ်ဆိုတဲ့အရာကိုလေအဲ့မှာဒါကြောင့်မို့ညီအကိုလို့ခေါ်တဲ့အရာကိုမရှက်ဘူးပေါ့နော်အိုးသခင်ယေရှုအယံကိုလေမိထွေးခြင်းခံစားရတယ်ပေါ့နော်ဒီအရာတကယ်ကိုဝမ်းမြောက်ပါတယ်ဒါကြောင့်မို့အဲ့မှာသူအောက်တစ်ချက်လေးမှာသူပြန်ပြောထားတယ်7နှစ်မှာလည်းသူပြောထားတယ်နော်ထို့သောခေါ်သောအချက်ဟူမူကားတဲ့ကိုရောဤနာမတော်ကိုအကျွန်ုပ်ညီအကိုတို့အားအကျွန်ုပ်ကြားပြောမယ်တဲ့ပြင်အသင်းတော်အလယ်မှာအကျွန်ုပ်ဒီကိုရောကိုချီးမွမ်း၍တခြင်းဆိုပါမည်ဟုတ်လားတည်းဆိုတဲ့အရာလေးကိုရောနာမကိုကြည်ကျမတို့တွေကိုလည်းသူကပြောပြမယ်ပြောလဲပြောခဲ့တယ်ပေါ့နော်သူကလေသူညီတွေကိုသူရှင်ပြန်ထမြောက်တဲ့ခါမှာသူခမဲတော့ငါခမဲတော်ဟာမင်းတို့ခမဲတော်ဖြစ်တယ်ပေါ့နော်မင်းတို့နဲ့ငါဟာတလုံးသုံးရတယ်ဖြစ်တယ်ဆိုတဲ့အရာတွေပေါ့နော်သူပြောပြခဲ့တဲ့အရာတွေကျမတို့စားခဲ့ရတယ်ပေါ့နော်ဒါကြောင့်မို့သူဟာတဲ့ဒီခမဲတော်ကိုဒီခမဲတော်ရဲ့နာမကိုပေါ့နော်ဒီညီအကိုတွေကိုပြောပြကြုံတာမကပဲနဲ့ဒီအသင်းတော်ဆိုတဲ့သူ့ရဲ့ခန္ဓာတော်ရဲ့အလယ်မှာအကျွန်ုပ်တို့ဒီတဲ့ကိုရောကိုချီးမွမ်းရတဲ့ချင်းဆိုပါမယ်ခမဲတော်ကိုပေါ့နော်သူဟာဒီအလယ်မှာကျမတို့နဲ့အတူတချင်းဆိုနေမယ်ကျမတို့ကိုဥဆောင်ပြီးမှတချင်းခေါ်ဆိုမယ်ဆိုတဲ့အရာလေးနော်သူဒီတန်မြတ်တော်ကိုတက်သွားတဲ့အခါမှာသူ့ညီအကိုတွေကိုဥဆောင်ပြီးမှတချင်းဆိုပြီးမှခမဲတော်စီပို့ပေးတဲ့အရာလေးနော်ခမဲတော်ကိုချီးမွမ်းခြင်းနဲ့သူတို့တက်သွားတယ်ဆိုတဲ့အရာလေးယခုကျမတို့ရဲ့ဒီအသင်းတော်အလယ်စုပေါင်းခြင်းအလယ်မှာကျမတို့ရဲ့အတူဥပမာကျမတို့တချင်းဆိုရင်ကျမတို့နဲ့အတူဆိုနေတာဖြစ်တယ်သူကဥဆောင်ပြီးဆိုနေတာဖြစ်တယ်ဆိုတဲ့အရာကိုဝမ်းမြောက်စွာခံစားရပါတယ်တော့အဲ့မှာအောက်ဆုံးတစ်ချက်လေးမှာပေါ့နော်ဒီ64အမှုတော်ရဲ့ဝေစုအမှုတော်မဝေစု64စာမျက်နှာ64မှာပေါ့နော်အဲ့မှာလဲပေါ့နော်အသင်းတော်ဒီတဲ့တန့်ရှင်းသူများဒီတဲ့အသင်းတော်ဖြစ်သည့်တန့်ရှင်းသူများဒီတဲ့သခင်ဘုရားဤပွဲတော်ကိုမွေ့လျော်ဝမ်းမြောက်ခြင်းရှိသောအခါဖြစ်လိမ့်မည်ဒီအရာမှာပေါ့နော်ဒီခမဲတော်ကိုကိုးကွယ်ခြင်းအရာဟာဒီမင်းညာကျမတို့စားခဲ့ကြတယ်လို့လေနော်ခရစ်တော်ကိုအောက်မေ့ပြီးတဲ့အခါမှာပွဲတော်မင်္ဂလာစားပြီးတဲ့အခါမှာဒီချီးမွမ်းခြင်းဟာပေါ့နော်ခမဲတော်ကိုကိုးကွယ်ခြင်းဟာဆက်တိုက်ဖြစ်တာဖြစ်တယ်ပေါ့နော်ဒုတိယပိုင်းခမဲတော်ကိုအလယ်ဘဟုဖြစ်ထားပြီးမှကျမတို့ဟာခမဲတော်ကိုခရစ်တော်ကိုယ်တိုင်ကျမတို့ကိုဥဆောင်ပြီးမှခေါ်ပြီးမှချီးမွမ်းကိုးကွယ်နေတာဖြစ်တယ်ဆိုတဲ့အရာကိုဒီမှာလည်းဝမ်းမြောက်ရတယ်နောက်ဆုံးတစ်ချက်ကစားပွဲတော်တွင်နဲ့မွေ့လျော်ဝမ်းမြောက်ကြပြီးနောက်ကျွန်ုပ်တို့တွင်နဲ့ခမဲတော်ဤသားတော်ဖြစ်သောသခင်ဖျားသည်တဲ့ခမဲတော်ထံသွားရန်နဲ့ဥဆောင်တဲ့ညီဖြစ်၍တဲ့ကျွန်ုပ်တို့သည်တဲ့ခမဲတော်ကိုကိုးကွယ်ရန်နဲ့ကိုရောနောက်တော်
နောက်လိုက်ရမည်ဖြစ်ကြောင်းကိုတဲ့အာယုံခံစားခြင်းရှိကြသည်ဆိုတဲ့အရာလေးเนาะဒီအရာလေးမှာလေကျမတို့ဟာဒီတခင်ဖျားကိုအောက်မေ့ပြီးတဲ့နောက်မှာသားတော်ကတခင်ဖျားနေတဲ့ခမဲတော်ခြံသွားဆောင်လိုက်မှာဖြစ်တယ်ကျွန်ုပ်တို့ကိုခမဲတော်ကိုကိုးကွယ်ဖို့အတွက်ကျမတို့ဟာကိုရိုနာကိုလိုက်ရမှာဖြစ်တယ်ဆိုတဲ့အရာလေးเนาะသူပဲဥဆောင်ပြီးမှကျမတို့ကိုခေါ်လုပ်နေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျမတို့ဟာကျမတို့အင်္ဂါကြီးပဲတိတက်မဟုတ်ဘူးဆိုတဲ့အရာကိုလေဒီနေ့ညမှာနှွေးထွေးစွာကျမမနေ့ညကလည်းဖတ်တဲ့အခါမှာလေနော်အရန်နှွေးထွေးခြင်းဒီခရစ်တော်ရဲ့ပြန်ရှင်တဲ့ခရစ်တော်ဟာကျမတို့ကိုနှွေးထွေးစွာဆက်ဆံနေတယ်ခေါ်သွားနေတယ်ခမဲတော်စီကိုလည်းခေါ်သွားနေတယ်အတူတကွလည်းကျမတို့နဲ့အတူရှိနေတာဖြစ်တယ်ပေါ့နော်တိဆောက်ခြင်းမှာအသင်းတော်တိဆောက်ခြင်းမှာယခုသူကိုယ်တိုင်ရှိနေတာဖြစ်တယ်ဆိုတဲ့ခံစားရတဲ့အရာကိုစစ်စင်ပါတယ်သခင်ယေရှုကိုကိုချစ်ပါ၏အာမင် Amen. ဘုရားယေရှုမမလေးလို့နော်ဒီအမြင့်ဖြစ်ပါနော်ဒီတော့ကိုကိုချင်းအသက်ပြစားရတယ်ဘာလို့လဲဆိုတော့ဒီနေ့ ကြားရဘူးအန်ဒီကြက်ပြောမှဖုန်းနဲ့နည်းနည်းဝေးလို့လားမသိကျွန်မလူထုသုံးတယ်โอเคချုပ်အလီရလဲကြားပြီဆိုတော့ဟုတ်ကဲ့နော်တခင်ရှုဘရောနာမကိုချီးမွမ်းပါတယ်လို့နော်ဒီနေ့National ဝိညာဉ်တော်ရဲ့အလုပ်ကိုလည်းကျွန်တော်တို့ဒီမှာတွေ့ရတယ်ပေါ့နော် National ဝိညာဉ်တော်ကလည်းပဲဒီနေ့သခင်ဖျားကိုကျွန်တော်တို့အောက်မေ့တဲ့ခါမှာလေတဲ့နော်တကယ်ပဲအပြည့်အဝနဲ့နော်ကျွန်တော်တို့အောက်မေ့ခြင်းကိုသူကလည်းကျွန်တော်တို့ကိုပို့ဆောင်တယ်ပေါ့နော်ဝိညာဉ်တော်ရဲ့အလုပ်ပေါ့နော်ဝိညာဉ်တော်ရဲ့အလုပ်ကကျွန်တော်တို့ဒီနေ့ကဲဒီညင်းနဲ့ပတ်သက်လို့လေသူပဲကျွန်တော်တို့ကိုဥဆောင်တယ်ဆိုတဲ့အရာအဲ့နေရာလေးမှာလည်းကျွန်မနားလည်ရတယ်ပြီးတော့နော်ကျွန်တော်တို့ဒီယောဟန်16မှာကျွန်တော်တို့ကြည့်တဲ့အခါမှာလည်းပဲရှင်တော်ဝိညာဉ်တော်ကခွဲတော်နဲ့ပတ်သက်လို့သားတော်နဲ့ပတ်သက်လို့အားလုံးကိုသူကခွင့်ပြတယ်သူပြောဆိုတယ်သူဆောင်လာပေးတယ်ဆိုတဲ့အရာနော်အဲဝိညာဉ်တော်ရဲ့အလုပ်ကလေးကိုလည်းကျွန်တော်တို့ဒီနေ့တွေ့ရတယ်ပြီးတော့လည်းသားတော်ကလည်းပဲခုနလည်းကျွန်တော်တို့ညီမစီစဉ်သွားပြီပေါ့နော်အဲ့ဒီမှာလည်းကျွန်တော်တို့ဝမ်းမြောက်ရတယ်ပေါ့နော်ဒါကြောင့်လဲဆိုတော့ဒီနေ့ကျွန်တော်တို့ကဒီနေ့ဝိပုစီဝေခြင်းထဲမှာကိုတော့ကိုစားတောက်ပြီးတဲ့အခါမှာဒီလောက်တင်မကပဲနဲ့ခမဲတော်ကိုကိုးကွယ်တတ်ဖို့ပေါ့နော်ခမဲတော်ကိုကိုးကွယ်တတ်ဖို့ကျွန်တော်တို့ဒီကိုးကွယ်တတ်ဖို့ဆိုတဲ့အရာကသူကမဆွဲခေါ်သွားလို့ရှိရင်ကျွန်တော်တို့ကိုးကွယ်ခြင်းထဲမှာကျွန်တော်တို့မမြောက်ဘူးဆိုတဲ့အရာကိုခုမှပို့ပြီးတော့ကျွန်တော်တို့နားလည်လာတယ်ပေါ့နော်ခုမှပို့ပြီးတော့နားလည်လာတယ်ဘာကြောင့်လဲဆိုတော့နော်သူကပဲကျွန်တော်တို့ကိုအထဲကနေပြီးတော့ဥဆောင်တာဖြစ်တယ်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဖះကိုခမဲတော်ကိုကျွန်တော်တို့ကိုးကွယ်တဲ့အခါမှာတခါပေါ့နော်ကျွန်မမိသားစုတဲ့ကျွန်မသားသမီးတွေကတော့မေးတယ်အခုဆိုလို့ရှိရင်လည်းခမည်းတော်ရှိတယ်သားတော်ရှိတယ်ဝိညာဉ်တော်ရှိတယ်တဲ့ဘယ်သူကိုကိုးကွယ်တာလဲပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကရှင်းလင်းလင်းမပြောပြနိုင်ဘူးပေါ့နော်ဖះကသုံးပါးတစ်ပါးဖះလေးပေါ့နော်သုံးပါးတစ်ပါးကိုကိုးကွယ်တယ်ပေါ့နော်ဒီလောက်ပဲကျွန်တော်တို့ရောပြီးတော့ပဲပေါ့နော်ရှင်းလင်းလင်းမပြောနိုင်ဘူးဒါပေမဲ့တကယ်တမ်းကျတော့ခွက်ဖြားနေပေါ့နော်ဒီနေ့ကျွန်တော်တို့ကိုနားလည်စေတာဖြစ်တယ်နော်တကယ်တမ်းကျတော့နော်ခမဲတော်ဆိုတာကျွန်တော်တို့အရင်မြစ်ဖြစ်တယ်ဆိုတော့အဲ့တော့နားလည်တယ်ပြီးတော့နော်တကယ်တမ်းမှာကျွန်တော်တို့ဒီသားတော်ဟာနော်ဒီနေ့သားဦးဖြစ်တဲ့ခရစ်တော်ဟာညီကိုတွေပေါ့နော်ညီကိုတွေဖြစ်တဲ့ဒီနေ့ကျွန်တော်တို့ကိုသူကခမဲတော်ကိုကိုးကွယ်တတ်ဖို့သူကဥဆောင်တယ်ဒါကြောင့်မလို့ဒီနေ့ပေါ့နော်ကျွန်တော်တို့ကိုးကွယ်ခြင်းမှာကိုကျွန်တော်တို့ချီးမွမ်းခြင်းမှာကိုဆုတောင်းခြင်းမှာကိုသူကပဲကျွန်တော်တို့ကိုအထက်ကနေဥဆောင်တယ်ဆိုတဲ့အရာပေါ့နော်ဒီနေ့ကျွန်တော်တို့စားခဲ့ရတယ်ခမဲတော်ကိုကိုးကွယ်ခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စားခဲ့ရတဲ့အရာပေါ့နော်အဲ့ဒီအတွက်လည်းဘုရားကိုသူပဲကျွန်တော်တို့ကျေးဇူးတင်တယ်နော်ဝိညာဉ်တော်ရဲ့လှုပ်ဆောင်ခြင်းပေါ့နော်ဝိညာဉ်တော်ကသားတော်ရှိဖို့တဲ့နော်ကျွန်တော်တို့ကိုပို့ဆောင်တယ်နော်သားတော်ကလည်းကျွန်တော်တို့ခမဲတော်ရှိဖို့ပို့ဆောင်တယ်ဆိုတဲ့အရာနော်အဲ့ဒါလေးကိုလည်းကျွန်မစားရတယ်ပေါ့နော်စီစဉ်ခြင်းအတွက်လည်းကျွန်တော်တို့ချီးမွမ်းတယ်ပေါ့နော်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ရဲ့ဒီခမဲခုနကတော့လည်းကျွန်တော်တို့ဒီဟေဘရဲမှာပေါ့နော်ဟေဘရဲနှစ်မှာကျွန်တော်7မှာကျွန်တော်ကြည့်တဲ့ခါမှာလဲနော်အဲ့ဒါလည်းကျွန်တော်တို့တကယ်ပဲဝမ်းမြောက်ရတယ်ပေါ့နော်အဲ့ဒါကလည်းဘာလဲဆိုတော့ဒီနေ့နော်
ဒီနေ့ကျမတို့တန့်ရှင်းစေတတ်တဲ့လူကတန့်ရှင်းစေအပ်တဲ့သူကိုညီကိုလို့ခေါ်ခြင်းကိုသူမရှက်ဘူးတဲ့နော်ဆိုတော့ဒီနေ့သူ့ရဲ့နော်အတွင်းထဲမှာနော်ဒီနေ့ဖျားသခင်ဘယ်လိုပြောမလဲကျမအဲ့နေရာမှာပြောတော့ဆိုတော့ပြောချင်တာကနော်ဒီနေ့ကျမတို့ကဖန်ဆင်းကံပဲပေါ့နော်ဒါပေမဲ့အဒီဖန်ဆင်းကံဆိုတဲ့ကျမတို့တွေကိုနော်သူကဖန်ဆင်းရှင်ဖျားကနေပြီးတော့မှညီကိုဆိုတာကိုပေါ့နော်သူခေါ်ခြင်းကိုသူကမရှက်ဘဲနဲ့ဒီနေ့ကျမတို့ကိုနော်ဖျားသခင်ရှိကိုတကယ်ပဲကျမတို့ကိုသဲဆောင်တယ်အားလုံးကိုပေါ့နော်ဒီနေ့ကျမတို့ကိုးကွယ်တဲ့သူတွေအားလုံးကိုသဲဆောင်ပြီးတော့ခမဲတော်နဲ့ကျမတို့ကိုမိတ္တာရဖွဲ့စေတယ်ခမဲတော်နဲ့ကျမတို့ကိုယဉ်နှီးစေတယ်ဆိုတဲ့အရာကသူပဲကျမတို့ကိုအတွင်းထဲကနေဥဆောင်တယ်ဆိုတဲ့အရာအဲ့ဒါလေးကိုကျမပို့ပြီးတော့မှခံစားရတယ်ပို့ပြီးတော့မှယဉ်နှီးခြင်းပေါ့နော်ယဉ်နှီးခြင်းကိုခံစားရတယ်ဆိုတဲ့အရာလေးဒီနေ့ဒီဝိညာဉ်တော်ကကျမတို့ကိုထိတွေ့ခြင်းအရာအတွက်ကျွေးမွေးခြင်းအရာအတွက်ပေါ့နော်ဘုရားကိုထူပဲကျမတို့ယေရှုတင်တယ်ပေါ့နော်ပြီးတော့လေကျမဒီနေ့ဘုရားနဲ့ဒီနေ့ဆုတောင်းတတ်ဖို့ပေါ့နော်ဆုတောင်းတတ်ဖို့ဆိုတဲ့အရာမှာဝိညာဉ်တော်သခင်ရှုဘုရားပေါ့နော်ကျမကိုထဲကနေပြီးတော့မှကိုတော့စကားပြောပါပေါ့နော်ဟိုအတွင်းထဲကကိုတော့ပြောတဲ့အရာကိုကျမကကြားချင်တယ်ပေါ့နော်မဟုတ်ဘဲနဲ့ဆိုလို့ရှိရင်နော်ကျမတို့ကဒီနေ့ကိုယ်ခွဲတဲ့အပိုင်းမှာလည်းကျမတို့အပေါ်ရမယ်ကျမတို့လုံနေတာပေါ့နော်ကိုယ်ခွဲတဲ့ဘက်မှာကျမတို့အပေါ်ရလုံနေတယ်ဆိုတော့ကိုတော်ကကျမတို့ကိုမဥဆောင်ပေးဘူးဆိုလို့ရှိရင်တော့ကျမတို့အပေါ်ရနဲ့သွားနေတယ်ပေါ့နော်ကိုတော်ပဲအထဲကနေတော့ကိုတော်ဘာပြောမလဲပေါ့နော်ဒီကျမတို့ဒီဆုတောင်းကျမ်းစာဖတ်ခြင်းပေါ့နော်ဆုတောင်းကျမ်းစာဖတ်ခြင်းလေးနဲ့ဒီနေ့ကျမသွားတဲ့ခါမှာအတွင်းနဲ့မှာတကယ်ပဲခံစားရတယ်ပေါ့နော်အဲ့လိုအချိန်ဘုရားနဲ့အချိန်ယူတဲ့အခါမှာနော်ဘုရားဝိညာဉ်တော်ကကျမကိုအထက်ကဥဆောင်တယ်နော်သားတော်ကအထက်ကနေဥဆောင်တယ်ဆိုတဲ့အရာဒီနေ့ခံစားရတဲ့အရာလေးပေါ့နော်ကြောင့်မို့ဒီနေ့သားတော်ကကျမတို့ကိုအထက်ကနေကိုတော်မဥဆောင်ဘူးဆိုလို့ရှိရင်ကျမတို့ခမဲတော်နဲ့မတွေ့နိုင်ဘူးပေါ့နော်ထဲဝိညာဉ်ထဲမှာရှိနေတဲ့ဘုရားကိုကျမတို့ဘယ်တော့မှမတွေ့နိုင်ဘူးပေါ့နော်ကြောင့်မို့ဒီအရာလေးကိုပေါ့နော်ကျမခံစားရတဲ့အရာလေးကိုပြန်လဲပြီးတော့မှစစ်စစ်ပါတယ်လို့နော်သခင်ရှုကိုနမကိုချီးမွမ်းပါတယ်လို့နော်အာမင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 ်ဒီနေ့ခမဲတော်ကိုကိုွယ်ခြင်း day 3 day 2 sorry day 2မှာကျွန်တော်ပါရလဲဆိုတော့ဒီနေ့သုံးပါးတစ်ပါးဖျားပေါ့နော်ဒီနေ့တရားကိုဖတ်တဲ့အခါမှာသုံးပါးတစ်ပါးဖျားဘာလို့လဲဆိုတော့ယောမအခရာ2ခုဒီနေ့ထဲမှာဆိုရင်ယောမအခရာ2နဲ့ယောမအခရာ3ယောမအခရာ2မှာဖျားသခင်ဤစီမံကိန်း၌ဝိညာဉ်တော်သည်သားတော်နှင့်ဆက်လျင်း၍တည်ခံပြီးယုံကြည်သူများကိုသားတော်ထံသို့ဦးဆောင်ပေးသည်ယောမအခရာ3မှာကျတော့ဖျားသခင်ဤစီမံကိန်း၌တော့အဲ့မှာတေချာဖတ်ရင်နော်နှစ်ခုလုံးကဖျားသခင်ဤစီမံကိန်း၌လို့ပဲပြောတယ်အဲ့တော့ပထမအခရာ2မှာဖျားသခင်ဤစီမံကိန်း၌ကျတော့ဝိညာဉ်တော်သည်သားတော်နှင့်ဆက်လျင်း၍တည်ခံတယ်ယောမအခရာ3မှာကျတော့သားတော်သည်ယုံကြည်သူများဤရှင့်နေသို့မဟုတ်ခမဲတော်ထံခြားခံတောင်းလျှောက်သူဖြစ်တာသူတို့ကိုခမဲတော်ထံသို့ဦးဆောင်ပေးသည်ဟိုလေမှန်ပါတယ်ခန္ဓာဝင်ကြီးကိုမောင်နှမတွေတော်တော်များများပြန်ပြောတယ်အခုဒုတိယပိုင်းဒီစာအုပ်ကနည်းနည်းတဲ့ခက်တယ်တကယ်ညီကိုညီမတို့တကယ်ဝိညာဉ်ထဲမှာခက်ခဲတဲ့နဲ့တယ်ဆိုရင်နှစ်ခါဖတ်လို့တိတ်မမြင်3ခါဖတ်3ခါဖတ်လို့တိတ်မမြင်4ခါဖတ်များဖတ်နာမတော်ကိုဖတ်နာမတော်ခေါ်ပြီးဖတ်အဲ့ခါကျရင်ကျွန်တော်တို့အဲ့မှာဝိညာဉ်တော်ကကျွန်တော်တို့ကိုဒီထဲကနေဒီဖတ်တဲ့စာသားတွေထဲကပဲဘုရားကျွန်တော်တို့ဖွင့်ပြမှာပဲเนาะတကယ်ခက်ခဲတဲ့နည်းနည်းတယ်ဆိုပေမဲ့တကယ်ကျွန်တော်တို့ကအတွင်းဝိညာဉ်ထဲမှာဘုရားနဲ့ချိတ်ဆက်ပြီးကြည်ညက်အောင်ကျွန်တော်တို့အချိန်ပေးပြီးဖတ်ရင်သိကောင်းပါလေသိကြွယ်ဝတယ်ကျွန်တော်တို့ကိုယ်တိုင်တကယ်ပဲဝမ်းမြောက်စွာဖြစ်စားတော့ရတယ်ဆိုတာအဲ့တော့အခုဒီမှာကြည့်ဘုရားရဲ့စီမံကိန်းနဲ့သူကเนาะစီမံကိန်းမှာပထမတစ်ချက်ကဝိညာဉ်တော်ဒီသားတော်နဲ့ဆက်လျင်း၍တည်ခံပြီးတော့ယုံကြည်သူများကိုသားတော်ထံသို့ဦးဆောင်ပေးတယ်ဒီနေ့တန်ရှင်းသူတွေနော်သခင်ဖျားရဲ့စပွဲတော်မှာသခင်ဖျားကိုတတိယအောင်ပြီးတော့ကျွန်တော်တို့စီဝေးခြင်းမှာရောက်လာတဲ့ခန္ဓာဝင်တွေအားလုံးကိုသားတော်ထံသို့ဦးဆောင်ပေးတာကဘယ်လိုလဲဆိုဝိညာဉ်တော်ယောဟန်15
ယောဟန်16သူချမ်းပိုက်2ပိုက်ပြီးတယ်အဲ့ဒီမှာတခြားဖတ်ကြည့်တဲ့အခါမှာစစ်မှန်ခြင်းရဲ့ဝိညာဉ်တော်ကနှစ်သိမ့်ပြီးသူရောက်လာတော့အခါငါအကြောင်းကိုသက်သေခံတယ်အဲ့တော့ဒီနှုတ်ပတ်တော်မှာတခြားကြည့်သုံးပါးတစ်ပါးဖျားလို့ပြောရင်ဒီသုံးပါးတစ်ပါးဖျားထဲမှာသားတော်ဟာအလေးကိုဖြစ်တယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ခမဲတော်ကလည်းပဲသားတော်အကြောင်းပဲသက်သေခံတယ်နောက်ဝိညာဉ်တော်ကလည်းပဲသူ့အကြောင်းမပြောဘူးလေဝိညာဉ်တော်ကလည်းသားတော်အကြောင်းပဲသက်သေခံတယ်ဒါပေမဲ့သားတော်ကိုဆေလွတ်တာတော့ခမဲတော်လွတ်တာသားတော်ကိုခမဲတော်ဆေလွတ်တယ်ဝိညာဉ်တော်ကိုကြတော့ခမဲတော်ထံမှသားတော်အဖြစ်ဆေလွတ်တယ်လို့နားလည်ရတယ်အဲ့တော့ဒါဆိုရင်ဝိညာဉ်တော်ကိုဆေလွတ်ခြင်းဟာဘယ်လိုလဲဆိုတော့သားတော်အဖြစ်ဒါပေမဲ့ဘယ်ရလာလဲဆိုတော့ခမဲတော်ထံမှသားတယ်အဲ့တော့သုံးပါးတစ်ပါးဖျားရဲ့တလုံးတစ်ဝဖြစ်ခြင်းကိုဒီအရာအဖြစ်ကျွန်တော်နားလည်ရတယ်နောက်တစ်ခုကဒီယနေ့ဖတ်စရာထဲမှာလည်းသူပြောထားလဲဆိုတော့1 ယော2:23တွင်တင်၌သားတော်ရှိသောအခါတင်ဒီခမဲတော်ရှိကြောင်းကိုပြောဆိုထားသည်အဲ့ဆိုတော့ဖတ်တဲ့အခါကျတော့တစ်မျိုးဖြစ်တယ်ပေါ့နော်တင်၌သားတော်ရှိသောအခါတင်၌ခမဲတော်ရှိကြောင်းကိုပြောဆိုထားသည်ဒါ1 ယော2:23ပါတကယ်တော့ဟေရှာမာတွေကနော်ဟေရှာယဓမ္မဟောင်းကျမ်းမာတွေကဟေရှာယခန်းကြီးကိုအငယ်6မှာလည်းကပြောထားပြီးသားဖြစ်တယ်ငါတို့အဖို့သူငယ်ကိုဖွားမြင်တယ်ငါတို့အဖို့သားကိုပေးသနာတယ်ထို့သူသည်အုပ်ဆိုးခြင်းအာဏာစက်ရှိလိမ့်မည်နာမတော်မူဟုကတိုင်ပင်ပေါ်တိုင်ပင်ဘက်နော်ထာဝရအဖညိတ်သက်ခြင်းရဲ့အရှင်နာမတော်မူကတကိုးကြီးသောအရှင်တိုင်ပင်ပေါ်တိုင်ပင်ဘက်ထာဝရအဖညိတ်သက်ခြင်းရဲ့အရှင်ဘာလို့လဲဆိုတော့သူငယ်ဘာလို့လဲဆိုတော့သားအဲ့ဒီသားတော်ဟာတမဟောင်းမာလေးက prophet ဟေရှာယအဖြစ်သူ့ရဲ့နာမတော်ကထာဝရအဖတကိုးကြီးသောအရှင်ဒါဆိုရင်သားတော်နဲ့ထာဝရအဖညီသက်ခြင်းရဲ့နာမတော်နဲ့ဆိုတာတဒန်းလေးပဲဆိုတာကိုဒီအရာအဖြစ်လဲနားလည်ရတယ်ဒါကြောင့်သားတော်အဖြစ်ဆေလွတ်ခြင်းခံရတဲ့ဝိညာဉ်တော်ကသခင်ဖျားဤပွဲတော်အစည်းအဝေး၌သားတော်သည်ခရစ်တော်ကိုခန္ဓာတော်ဤအင်္ဂါဝင်များဖျားသခင်ဤသားများနှင့်သားဦးဤညီအကိုများအားလုံးထံမှုံလောက်သောအောင်မေခြင်းကိုရရှိမိအကြောင်းဝိညာဉ်တော်သည်ကျွန်ုပ်တို့အားသားတော်ထံသို့ခေါ်ဆောင်လာပြီးသည်ကျွန်တော်တို့ကိုသားတော်ထံကိုခေါ်ဆောင်လာပြီးတဲ့ဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ကသားတော်ကိုဝေ့လျော်ရတယ်။ဘာအဖြစ်လဲဆိုတော့ကျွန်တော်တို့ဆက်ဆံစားတော့တဲ့မုတ်ကျွန်တော်တို့ဆက်ဆံစားတော့တဲ့ခွက်သခင်ဖျားကိုအောက်မေသောအခါတိုင်းမှာသူ့ရဲ့ချိုးဖဲ့တဲ့ခန္ဓာနဲ့ပရိညတ်တရားအတိတ်၌တည်တဲ့အသွေးဆိုတဲ့ကောင်းကြီးခံရခွက်ဖလားကိုကျွန်တော်တို့ဆက်ဆံဝေ့လျော်ရတယ်။အဲ့ဒီသခင်ဖျားကိုအောက်မေခြင်းနဲ့သူ့ရဲ့ခန္ဓာနဲ့သူ့ရဲ့အသွေးကိုကျွန်တော်တို့အတူဝေ့လျော်ဝမ်းမြောက်ဖို့ဆိုရင်ကျွန်တော်တို့ကိုသားတော်ထံကိုခေါ်ဆောင်လာပေးတာစစ်မှန်ခြင်းရဲ့ဝိညာဉ်တော်တန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်ဆိုတာကိုဒီအရာအဖြစ်နားလည်ရတယ်။ဒါတွေမပြီးသေးဘူး။ဘုရားသခင်စီမံကိန်းနဲ့သားတော်သည်ယုံကြည်သူများ၏ရှေ့နေ။သို့မဟုတ်ခမဲတော်ထံဂျာခံတောင်းလျှောက်ပြီး intercessor ဖြစ်တယ်။ခမဲတော်နဲ့ကျွန်တော်တို့ကိုပေါင်းကူးပြီးတဲ့ပုဂ္ဂိုလ်ကြတော့သားတော်ဖြစ်တယ်။သားတော်ဟာကျွန်တော်တို့ကိုခမဲတော်ထံကိုထပ်ခေါ်ပေးတာ။အဲ့ခမဲတော်ထံကိုထပ်ခေါ်ပေးတာဘယ်အချိန်လဲဆိုတော့ကျွန်တော်တို့မုံနဲ့ခွက်ကိုစားတော့ပြီးတဲ့အခါဒါကြောင့်သူကဗာပြန်ပြောထားလဲဆိုတော့သခင်ဖျားဤကိုရောဤဇပွဲတော်နော်ကိုရောဤဇပွဲတော်၌သခင်ဖျားကိုတွေ့ကြုံခံစားပြီးနောက်ဒါတွေ့ကြုံခံစားပြီးသွားပြီမွေ့လျော်ပြီးသွားပြီဆက်ဆံပြီးသွားပြီမုတ်ချိုးဖဲတဲ့မုတ်ကိုစားပြီးသွားပြီကောင်းကြီးခံရခွက်ကိုတောက်သုံးပြီးသွားပြီကျွန်တော်နဲ့ကိုရိုနဲ့ခါတလုံးတော့တရားသဘောတည်းဖြစ်ပြီးအဲ့ဒီဇပွဲတော်၌သခင်ဖျားကိုတွေ့ကြုံခံစားပြီးနောက်ကျွန်ုပ်တို့သည်စီးဝေးခြင်းကိုပိတ်သိမ်းရမည်ဟုသင်ထင်ပါသလားတဲ့ကျွန်တော်ကတော့ပိတ်သိမ်းလိုက်တယ်ပြီးသွားပြီပေါ့မုတ်စားပြီးသွားပြီခွက်လက်ဆက်ဆံပြီးသွားပြီဆိုရင်ကျွန်တော်တို့ပြီးသွားပြီဆိုဘာလို့တော့မလဲဒီတစ်ပတ်ဆရာတန့်စင်ဝင်ကတော့မှာပေါ့တာမွေဘလူဝင်ကတော့ပြီးသွားတာပေါ့နော်တကယ်ကျွန်တော်မပြီးဒီအလေးအလာမှာဤဒီမှာအလေးအလာကိုစန့်ကျင်သည့်တစုံတရာဖြစ်သည်ဟာကျွန်တော်ဒီရောက်ဖတ်တဲ့အခါမှာနော်ဒါဆိုငါတို့စီဝေးခြင်းဟာစန့်ကျင်တဲ့ပုံစံတစုံတရာဖြစ်နေမလားဆိုတာတော့ကျွန်တော်မနေ့ကလည်းဒီအရာလေးကိုကျွန်တော်အထဲမှာဝိညာဉ်တော်ရဲ့တိုးထီခြင်းခံစားရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီသခင်ဖျားရဲ့စားပွဲတော်ကျွန်တော်တို့ရဲ့ဘာကကျွန်တော်အမြင်ဆိုရင်ကျွန်တော်ကလှုပ်ရုံးလှုပ်စင်ပဲလေဒါဟိုအရင်ကဒီကျွန်တော် DCC ဆိုတဲ့အသင်းတော်ရဲ့ပုံစံကိုးကွယ်ခြင်းဒါဆိုရင်ဘာမှမထူးပါဘူးကျွန်တော်နှစ်ချင်းမှနေခဲ့တော့ကျွန်တော်တို့ပွဲတော်စားပြီးသွားရင်
the chain so you then lean down to try that in the general soldier about so there be the chain the so oh zali ponzana madula general nichen to upon there ponzan thought to it so I would the yali apelebe general the tami less in jim chete the job general the yali maro general the yago lean the tabima the yali go general kanzaya bajo so command or tango tabima bubime jakan down shout to pit that net to general to watch chima bolo so the job the Kimpia Buero see we night Kimpia go general to big jump kansa sheet chin pit now so the Kimpia the general dogo camero tank cause on lady pity camero tank quadrant machibe the Kimpia Buero see we go bait the yama man can jin machiba even is set to the key issue Polo champion time of being a polo in Nico Miatan camero in Namago Jinya K then not like Gorodi camero go chimwami pichon pioso tati even is set it I jump by go general Giro recovery matu yiharaga Toto Kodo Chehuga Polo in Namaro general Guru a general Japiomi a general sura taro of shit a thing on lema general di Polo go chimo Polo sura camero pura I don't ha general Yigo sura general Tanshin to me a miado ni pit general net Polo go chimo must attend or lema general disagaloma attend or lema sura general the heavy jump at the no Chile Kama, say you the Damaro to a plate that little tone. Hello, general English version is the Chapagido, the true version to the assembled people call it Luzubo, no? See where the Luzu, see where the Luzu mitsu a lema, see where the Luzu, and I will say you that got plate that little tone. I mean, Totomiana version is general the application American Standard Bible, the regarding which the Kajal to a trash load. At the end of the day, Solo Jenaga. Luzu web pip break the web pip together to ye diga biogenaga at the end of a general di Porogo, Shima the chain, so me so ya. That's why ye teaching what the chain ha, Pechima so the lesser. Midi a chain at the king issue the attend on like Camelo, Shimwa, Naimini. The Gama at the end of the tension to Miadi, the king Pia e Puero, Willio one yachin shidoka, Pile pity. Genoto di Gorogo Mias or Twitchum Kanza Jin Shicha Bina, that of the Genoto then Shin du Mia, Yazwa do Tamia, Yazwa do Nigo Mia Jari, Camero go Chimwan Yen, Camero Tan Cosa, La Lemi Pity, the whole also by Maletu Bato Talesro. Great Badazaka Yasui, Sada Yasui, through the Camero Tan, the mother chingo Chimwan di who be Biona, not the mother chins the Sue. That Dango, the chains will be put on a sole, the Kimpiaye, look but to Ayale to a Kanye Bushi, the Sonale, the Kimpiaye, the way of the Camero go Yama, Genoto di Oro Tan, Chimwan Chentama, the Chingo, so yummy, Pitty Manirano, the Ricaria, the Mother Chen, Nazan Nipple, the Nido Nazebo, Genochido Aloa, Camero go Sadat, the Chini, Amia, they call it, they Jonathan's name of Diva, Damajano Patti, the Baby to buy. They Jewale Savali, they Jewale. General Good Shini Pite General Ne Camero Chama, Bangu Bime Taro Apse, Camero Tango, Po Pinane, Taro Ne do, Tanshin to the Duduka Chimway, the Gay, Camero Yamamoto, Camero Yachichim Yatago, Apiwa, Kanzaya Me, so that General Chume, Yoji. I don't take a Adi Samyat Adi to beat it, the chain as a Sadali, the General Chido. General Papia, no, General Tanzim. Through Surari Musura, General Machabu, did the channel General Machabu, Doromia, Chin, recovery chin, General Yare, no, General Chabu, the Dam Diaro Machabu, many Angazan in Machabu. A cha, Camera could go with the Chin, General Theatre, Dima Batuas, a pa. Now, some don Yasa Sabi, Chetaro, the Usam Chimwan gave me. Oh, Usam Chimwan, Chetaro, Usam Chimwan Jen, Minya Chumin, Chimwan Jen at the Londowa Bouncy. So the Gabe, Chumine, Chimwanjin Hataro, Apia Usam Nekama, Apia the Londowa Bouncy, Sulago, Willia. Now the coup apart, Goro Tech Gomya Yamalu, Goro Tech your name Yadama Shakwe. Chi, second only yet the DJ, then nature Wajibu, Yigo Yimaru, Kanzalo Yama. Apart, Goro Tech Gomya Yamalu. General Goro Tech, a Chak Gomya Chimalu Usura. Goro Tech your name Yadama Shakwe.
他想နော်ဒီຢာလေးဟာဒီစကလုံးတွေကတိတ်ကြစ်လက်တယ်တိတ်ပြီးမှကြွယ်သွားတယ်နည်းနည်းတယ်နော်ယခုကိုတော့ကိုတီကျွမ်းလေးမြတ်စီရွေမကုန်ဖန်ဆင်းခြင်းကင်းဖရာအသက်ဟိုညီကိုညီမတို့အဖမြတ်တာ၌အဖကိုချစ်ပြီးမြေကြီးချီနှောင်ခြင်းလုံးမှာလူကင်းမြတ်တာတကိုး၌ဥဆောင်ခံပြီးမျက်မှောက်တော်နည်းနည်းကျင့်တဲ့အာရပြီစားတော်၌ပေါင်းစည်းခြင်းဖြင့်ဝမ်းမြောက်စွာတဖန်ချီးမွမ်းကြပါ၏တန်ရှင်းမြတ်တာတော်ပေါ်ဝမ်းမြောက်စားတော့ချုံမြိန်နာမတော်၌သားများမြည်ဆန်းချုံမြိန်နဲ့ဖရာနာမကိုဒီကနေ့အများသောညီတို့ခေါ်တဲ့သားများစွာမြည်ဆန်းရတယ်ဘာမှလဲဆိုတော့ချစ်သားတော်၌ပေါင်းစည်းခြင်းဖြင့်ဝမ်းမြောက်စွာတဖန်ချီးမွမ်းကြခြင်းဖြစ်တယ်ယေရှုဒါကြောင့်ကျွန်တော်တို့သခင်ဖရာနေမှာသခင်ဖရာရဲ့စပွဲတော်ကျွန်တော်လည်းအပတ်တိုင်းစားသုံးကြတယ်လေနော်ဒါပေမဲ့ကျွန်တော်ထဲမှာကျွန်တော်ရှိမှလိုအပ်တဲ့အရာကသားတော်ကနေတစ်ဆင့်ခမဲတော်ထံကိုပို့ဆောင်ပေးမယ်သားတော်နဲ့အတူချီးမွမ်းမယ်ဒီချင်းဆိုခြင်းလိုအပ်တယ်ဆိုတာကိုဒီအရာလေးပါအဖြစ်ဖရာသခင်ရဲ့ကြွေးမွေးခြင်းကိုခံရပါတယ်ဟောသခင်ရှုဘုရားကိုချီးမွမ်းပါတယ်အာမင်အာမင်โอ้သခင်ယေရှုကျွန်တော်အနေနဲ့ဒီညမှာနော်ဘာသာတော့ရလဲဆိုတဲ့အခါမှာခမဲတော်တာတော်တန်ရှင်းတော်ဝိညာဉ်၃ပါးကလုံးတွားတဲ့ဖြစ်ခြင်းအရာနဲ့ပတ်သက်ပြီးတော့ဒီကလုံးတွားဖြစ်ခြင်းအရာကိုကျွန်တော်တို့တကယ်နည်းနည်းခံစားမိစေတဲ့အရာလို့မြင်တယ်။အဖြစ်လို့လဲဆိုတော့ခမဲတော်ကလည်းတာတော်ကိုညွှန်းတာပေါ့နော်ဒီဟေရှာယ9:6ခုနကတော့ကိုစောပြောသွားတဲ့ဆရာစောပြောသွားတဲ့အထက်ဆိုနော်ဟေရှာယ9:6ကဒါခမဲတော်ကတာတော်ကိုပေါ့နော်prophet ပြုစေတဲ့အရာတာတော်ရဲ့ဖြစ်ခြင်း၅မျိုးနာမ၅မျိုးပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာကလေးကခမဲတော်ဒီတာတော်နဲ့သူနဲ့တဒန်းနဲ့ရှိခြင်းအရာအထိကိုချီးမြှောက်ခြင်းရှိခြင်းအရာကိုဖော်ပြထားတယ်ထိုနည်းတူစွာသားတော်ကလည်းခမဲတော်ကိုညွှန်းတယ်လို့ဝိညာဉ်တော်ကလည်းသားတော်ကိုပြန်ညွှန်းတယ်သားတော်ကလည်းတန်ရှင်းသောဝိညာဉ်တော်ကိုပြန်ပြီးတော့သူမပြောနိုင်တဲ့အရာတွေတော့မှတန်ရှင်းသောဝိညာဉ်ဆင်းသက်လာတဲ့အခါမှာပြောလိုက်မယ်ဆိုတော့ तू မပြောခဲ့တဲ့အရာတွေ तू မပြောနိုင်ခဲ့တဲ့အရာတွေတော့မှဝိညာဉ်တော်ကပဲပြောမှတန်ရှင်းသောဝိညာဉ်တော်ဖော်ပြမှသိမယ်ဆိုတဲ့အရာတွေပေါ့နော်အဲ့ဒါကဘာဖြစ်လို့ဒီလိုမျိုးကျွန်တော်တို့ကိုနားလေစေတာလဲဒါဒီဘာဖြစ်လို့ပြောပြနေရတာလဲတိခံရတာလဲဆိုတဲ့အခါမှာဒီနေ့ကျွန်တော်ညီကိုဖြစ်ချင်းအရာကိုထပ်ပြီးတော့နားလဲစေတာပေါ့နော်သခင်ယေရှုကကျွန်တော်တို့နဲ့ညီအကိုဖြစ်ချင်းဆိုတဲ့နေရာမှာသူစိတ်သဘောနဲ့ကျွန်တော်တို့စိတ်သဘောဟာတသားတည်းဖြစ်သွားတယ်ခုနပြောပေါ့နော်ညီကိုမောင်နှမတွေစီစဉ်သွားတဲ့အထက်မှာတန်ရှင်းစီအတော်သူနဲ့နော်တရားရဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်တန်ရှင်းစီတတ်တော်သူနဲ့တန်ရှင်းစီအတော်သူတို့ဆိုတဲ့အဲ့ဒါကိုတပါးဒီပဂတိဖြစ်ခြင်းအရာကိုပြောနေတဲ့အဓိပ္ပာယ်ကိုမှခရစ်တော်ရဲ့စိတ်သဘောကခမဲတော်ကိုဝန်ခံတယ်လို့တန်ရှင်းသောဝိညာဉ်တော်ကိုလည်းတကယ်ကိုသူ့ထဲထဲမှာတကယ်ချီးမြှောက်တဲ့အရာတွေပဲပြောတယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်ဘာဖြစ်လို့ဒီဟာကိုကျွန်တော်တို့ကိုချားစီတာလဲသိစီတာလဲဆိုတဲ့အခါမှာဒီနေ့ကျွန်တော်တို့ညီအကိုလို့ခေါ်နေတဲ့ကျွန်တော်တို့တွေကရောအဲ့ဒီနှလုံးသားနဲ့ကျွန်တော်ညီကိုချင်းထဲမှာရှိနေသလားဆိုတဲ့အရာလေးကိုသိစရာဖြစ်တာပေါ့နော်ဒါကြောင့်မို့ဖိလိပ္ပိအခန်းကြီး1ထဲမှာပြောရတဲ့အထဲမှာတိတ်ပြီးတော့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်လေးနည်းနည်းလေးဒီထဲမှာတော့မဆိုင်တဲ့အရာတစ်ခုလို့တော့ကြံပိုက်ကတော့ရှိတာပေါ့နော်သို့တော်ညာလဲလုံးဝဆိုင်တယ်လို့ကျွန်တော်ပြန်ခံယူတယ်အဲ့ဒါဒီထဲမှာတော့ကြံပိုက်တော့မပါဘူးပေါ့နော်အဲ့တော့ဖိလိပ္ပိအခန်းကြီး1ထဲထို့ကြောင့်ခရစ်တော်၌တက်တာခြင်းမေတ္တာနဲ့ဆက်ဆိုင်သောချမ်းသာခြင်းဝိညာဉ်တော်နဲ့မိသားစုဖွဲ့ခြင်းတလားဆုံးမဲ့ခြင်းတည်းဟူသောတစုံတစ်ခုရှိရင်တင်တို့သည်အချင်းချင်းချစ်ကြ၍စိတ်မကွဲပြားပဲတလုံးတွားဒီကြံစီခြင်းနဲ့တကွသဘောတညီတညွတ်ရှိသောအဖြစ်ငါဝမ်းမြောက်စရာအကြောင်းကိုစုံလင်စေကြလော့ရန်တွေ့လိုသောစိတ်အချင်းဤကြော်သောကိတ္တိကိုတတ်မဲ့သောစိတ်ရှိအဘယ်အမှုကိုမြမပြုကြနဲ့သူတစ်ပါးဒီကိုယ်သက်တာ၍ကောင်းတတ်သည်ဟုနှိမ့်ချသောစိတ်ရှိ၍တယောက်ကိုတယောက်ထင်မှတ်ကြလော့ဆိုတဲ့
အဲ့ဒီဖိလိပ္ပိဩဝါဒစာနဲ့ပြန်ချိတ်ကြည့်လိုက်တဲ့အခါမှာခမဲတော်လည်းတားတော် respect ရှိတယ်တားတော်လည်းခမဲတော် respect ရှိတယ်ဝိညာဉ်တော်ကလည်းတားတော်နဲ့ခမဲတော်ကို respect တားတော်ကလည်းဝိညာဉ်တော်ကို respect ရှိတယ်အပြန်လန်သုံးပါးတစ်လုံးတစ်ဝါဖြစ်ခြင်းအရာကဒီနေ့ယေဟောဝါတွေကတော့အဲ့လိုပြောတဲ့အခါမှာကျွန်တော်တို့တော့နော်ဘာပဲပြောစရာဖြစ်လာတယ်ဒီနေရာမှာတော့ကျွန်တော်ပြောဖို့ပဲဖြစ်လာတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကကြားထဲမှာဘောနော်မရှုစိတ်ဖြစ်နေတာဘလို့မရှုစိတ်ဖြစ်လဲဆိုတော့ခမဲတော်နဲ့တားတော်တရားနဲ့ရှိခြင်းကိုသူတို့ကတိတ်မဖြစ်စေခြင်းဘူးဝိညာဉ်တော်နဲ့ခမဲတော်တရားနဲ့ဖြစ်ခြင်းကိုလုံးဝမဖြစ်စေခြင်းဘူးသူတို့ကတားတော်တစ်စနစ်နဲ့လို့သူတို့ကအဲ့လိုပြောနေတာကိုဒီတော့ကျွန်တော်တစ်ခေါက်အဲ့လိုပဲပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုပေါ့နော်ဒီဟောပါကတယောက်ကလာပြီးတော့အဲ့လိုပဲကျွန်တော်တို့မန္တလေးမှာကျွန်တော်ပွဲရုံတငယ်ချင်းတွေနဲ့အဲ့ထိုင်တိုင်းနဲ့မှာလာပြီးတော့လာတယ်တရက်လာနှစ်ရက်လာတော့3ရက်လောက်လာတော့ကျွန်တော်အနေနဲ့အဲ့ဒါလေးကိုအမှတ်ရတာပေါ့နော်ပြန်သတိရတယ်ကျွန်တော်မဟုတ်ဘူးငါညီမမိန်းကလေးတွေတော်တော်ကိုလာပြီးတော့သူတို့ပြောနိုင်တယ်ဟောပါနော်အဲ့တော့မင်းတို့ကပဲလေလို့ဒီအလကားနေရင်လည်းမင်းတို့ကဂျားထဲမှာဒီခံစားနေတာလို့ခမဲတော်နဲ့တားတော်နဲ့အဆင့်ကိုမတူစေချင်တာလေမင်းတို့ဖြစ်နေတာလို့တကယ်တော့လို့ခမဲတော်လည်းတားတော်ကိုသူနဲ့တန်းတဲ့ထားကျင်တယ်လို့ဝိညာဉ်တော်ကလည်းဒီတိုင်းပဲလို့တားတော်ကလည်းဒီတိုင်းပဲလို့သူတို့သုံးပါးမှာကပြဿနာမရှိတာပြဿနာရှိတာကနင်တို့ယေဟောဝါတွေပဲလို့ကျွန်တော်လည်းပြောလိုက်တဲ့တခါမှမလာတော့အဲ့ကလေးနေမှာအဲ့တော့ကျွန်တော်တို့ဘောနော်ဒီကြောင်နားလေဒီတော့ကျွန်တော်တို့ညီအကိုတွေဘောနော်ပြောတဲ့သူတွေကိုကျွန်တော်သူတစ်ပါးဒီကိုထက်တာယူကောင်းမြတ်တီဟုဆိုတဲ့အရာကလေအဲ့ဒီအရာချိမှရှိတဲ့အချင်းကြီးကြော်စောကိတ်တိတတ်မတော်စိတ်ရှိဆိုတဲ့အရာနဲ့ဆက်တာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ခမဲတော်တားတော့တန်ရှင်းသောဝိညာဉ်တော်ရဲ့နော်တပားနဲ့တပားရဲ့တကယ် respect ဖြစ်ခြင်းအရာတပားနဲ့တကယ်ချီးမြှောက်ခြင်းအရာရှိတယ်ကျွန်တော်တို့ကဟောဒီနေ့ညီအကိုလို့ခေါ်ခြင်းကရှက်ကြောက်တော်မူဆိုတဲ့တန်ရှင်းစီရတော်သူနဲ့တန်ရှင်းစီအပားရဲ့ဖြစ်တယ်ဆိုတဲ့အရာနဲ့ခင်ယေရှုနဲ့ကျွန်တော်တို့စိတ်တဲ့ဝိညာဉ်နဲ့ဖြစ်တယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီအတိုင်းကိုဖြစ်နေရမှာဆိုတော့ကျွန်တော်ခံစားလာတယ်ပေါ့နော်အဲ့ခါကျတော့အခုကျွန်တော်တို့ကိုညီအကိုတွေနဲ့ဘယ်လိုသဘောထားလဲဆိုတော့ကိုစာမေးပွဲအမြဲတမ်းစစ်စရာဖြစ်လာတယ်စစ်စရာပဲတကယ်စစ်စရာပဲအခု Zoom ထဲမှာကလည်းတကယ်အဲ့စိတ်သဘောရှိသလားကိုညီကိုတယောက်ကဝေငှနေတဲ့အခါမှာနားထောင်ရတာတခါတဲ့အစင်မပြေလာတယ်လို့ကိုထဲမှာမပြောတာပဲရှိမှာစိတ်ထဲမှာလောက်ပြန်ပြီကွာနဲ့ဖြစ်နေတဲ့ဟာမျိုးရှိနေသလားဟာအဲ့လိုမျိုးပေါ့နော်ပြီးရင်ဘောနော်ကျွန်တော်ညီအကိုတယောက်နဲ့တယောက်ထဲမှာဟာသူ့ကိုတခါတဲ့သူကတော့တကယ်ကိုသူ့ရဲ့ကောင်းကွက်တွေကိုသူ့ရဲ့ဘောနော်တကယ်ကိုချစ်စရာကောင်းတဲ့အကွက်တွေကိုပဲကျွန်တော်တို့မြင်တတ်ပြီလားဆိုတဲ့အရာလေးစဉ်းစားစရာပေါ့ကျွန်တော်တို့ကသူ့ရဲ့ကောင်းကွက်နဲ့သူ့ရဲ့မကောင်းကွက်ကြည့်မယ်ဆိုရင်မကောင်းကွက်ကိုကျွန်တော်တို့ပုံမြင်တတ်တယ်ကျွန်တော်တို့ကလေသိကြတယ်ဘောနော်အခုမကော့အေးကိုကြည့်ပလားမကော့အေးကနေပြီးတော့ဝင်းကစစ်စစ်ကြကောင်းတဲ့အရာတဲ့ကိုကြည့်လိုက်ရင်ဆိုကောင်းတဲ့အရာတွေကျွန်တော်ရနိုင်တယ်မကောင်းတဲ့အရာတွေကြည့်လိုက်ရင်မကောင်းအရာပုံစားဘလို့ဘာမှစကားတော့မပြောခင်ကတည်းကဟိုင်စာကြည့်ပြီးဆိုတဲ့အမျိုးမကောင်းတဲ့စိတ်မျိုးမြင်နိုင်တာပဲလေကျွန်တော်တို့ထဲမှာအဲ့တော့အဲ့ဒါကိုမှကျွန်တော်ထဲမှာအဲ့ဒီသုံးပါးတစ်လုံးတော့ဒီဖြစ်ချင်းအရာကျွန်တော်တို့မှမရှိဘူးဆိုတာကိုခံစားရတယ်ကျွန်တော်လေဒါပုပ်ပုလေးလေးပြောတာပါဒီဂျင်ကိုကျွန်တော်ဒါလည်းမှရှိခဲ့ရပေါ့လေနော်ဒီအရာကလုံးဝကျွန်တော်ထဲထဲမှာဒီညနှုတ်ကပတ်တော်အရာဆိုကျွန်တော်တို့ကလုံးဝမဟုတ်ဘူးသခင်ယေရှုနဲ့တပါးတဲ့ပဂတိတစ်ခုတည်းမှာရှိခြင်းအရာယေရှုခရစ်စိတ်တော်ဟာရှိတကယ်သူဆိုတဲ့ပြောတဲ့အခါမှာဝိညာဉ်တော်မဲတော်သားတော်ရဲ့ဖြစ်ခြင်းအရာဒီနော်ဒီညနှုတ်ကပတ်တော်ထဲမှာကြည့်တဲ့အခါမှာအင်မတန်မှချစ်စရာကောင်းတဲ့သုံးပါးတစ်ပါးဖြစ်တဲ့ဖခင်သုံးပါးတစ်လုံးတစ်ပါးဖြစ်တဲ့ဖခင်သူတို့တွေရဲ့တူနဲ့တူတကယ်ကိုနော်ချစ်ခင်မြတ်နိုးပြီးတော့ချီးမြှောက်တတ်တဲ့သဘောသူတစ်ပါးဒီကိုယ်တက်တာ၍နော်တာ၍ကောင်းမြတ်တယ်လို့သဘောထားတဲ့အရာကျွန်တော်ပြန်စဉ်းစားတာပေါ့နော်ကျွန်တော်ထဲမှာသူတစ်ပါးကိုယ်တက်တာ၍ကောင်းမြတ်တယ်ဆိုတဲ့အရာကိုကျွန်တော်ထဲမှာမရှိဘူးဖြစ်နေတဲ့အရာတွေအများကြီးပါလားကျွန်တော်ညီအကိုတွေထဲမှာကျွန်တော်ညီအကိုဟာလေကျွန်တော်ထက်ကိုပိုးပြီးတော့တကယ်ကိုအများကြီးသူဟာကောင်းမြတ်တယ်သူဟာအများကြီးကျွန်တော်ထက်ကိုပိုးပြီးတော့ဘောနော်ချစ်စရာကောင်းတယ်ဆိုတဲ့အရာကိုလေကျွန်တော်လေမြင်တတ်ဖို့ကိုဒီ
ဒီညနှုတ်ကပတ်တော်ဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်ဒါကတော့ကျွန်တော်ထဲမှာလက်တွေ့ဆန်တဲ့အရာကိုကျွန်တော်အတိတရားနဲ့မဟုတ်တဲ့အရာကိုပြောပြတာပါနော်ဒီဟာလေးကိုကျွန်တော်ကိုယ်တိုင်ရတယ်ကျွန်တော်ကိုယ်တိုင်ကိုပဲဝန်ခံပါတယ်လို့ဒီမှာရှိတဲ့ညီအကိုမောင်နှမတွေကိုကျွန်တော်ကဘသူ့ကိုမှလည်းညီညွတ်ပြီးပြောနေတာတော့မဟုတ်ပါဘူးကိုပဲကျွန်တော်မြင်တယ်။အော်ဒီညဘယ်သူပဲပြောကျွန်တော်ထဲမှာအရန်ကောင်းပါလားဆိုတဲ့စိတ်မျိုးသူဟာတကယ်ကိုသူ့ထဲကနေပြီးတော့ဖျားသခင်ကစကားပြောနေပါလားဆိုတဲ့အဲ့ဒီအရာကိုပေါ့လေမြင်တတ်ဖို့ပဲဖြစ်တယ်လို့ဒီညနှုတ်ကပတ်တော်ကျွန်တော်ဒီညအစာကိုပေါ့နော်ဒီလိုစာသုံးရပါတယ်ဆိုတဲ့အကြောင်းကိုဝင်ကစစ်စင်ပါတယ်။အိုသခင်ယေရှုအာမင်အာမင်ယေရှုဟာဒီမရောဒီစစ်စင်မှုရှိလားအိုသခင်ယေရှုဖျားကိုလိုကိုကျေးဇူးတင်ပါတယ်ဒီနေ့ရတာလေးကိုကျွန်မစစ်စင်မှာဖြစ်ပါတယ်ဝိညာဉ်တော်ဖျားကကျမတို့ကိုယုံကြည်သူတွေကိုတားတော်ထံသို့ဥဆောင်ပေးတယ်တားတော်ကကြတော့ခမည်းတော်ထံကိုဥဆောင်ပေးတယ်ပေါ့နော်ဒီအရာလေးကိုရတယ်ပြီးတော့ဒီဟာကိုခမည်းတော်ကိုကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့ဖတ်တဲ့အခါမှာတကယ်ပဲခက်ခဲပါတယ်နက်နဲတယ်ပေါ့နော်ဒါပေမဲ့ဒီထဲမှာယောဟန်16 73 15ကိုလည်းစင်ကျင်တယ်ဟေဘရဲ2 17 12ကိုလည်းကျွန်မစင်ကျင်မိတယ်ပေါ့နော်နားမလဲတဲ့အခါမှာလည်းကျွန်မရိကပါရီတဲ့ကအရာကိုကျွန်မဖွင့်ပြီးတော့ဖတ်တဲ့အခါမှာဘုရားကနားလဲစေတဲ့အရာလေးတွေရှိတယ်စစ်မှန်ခြင်းဤတဲ့ဝိညာဉ်တော်ဒီရောက်လာတော့အခါသင်တို့အားစစ်မှန်ခြင်းအလုံးစုံတဲ့သို့ပြသလိမ့်မည်အာမင်တကယ်ပါပဲစစ်မှန်ခြင်းရဲ့ဝိညာဉ်တော်ကရောက်လာတဲ့အခါမှာစစ်မှန်ခြင်းအလုံးစုံအတဲ့သို့ပြသပြီးတယ်ဆိုတာတကယ်သိမှန်တယ်ဒီ73မှာရိကပါရီထဲမှာယောဟန်16 73ကိုကျွန်မပြန်ဖတ်တဲ့အခါမှာဝိညာဉ်တော်ဘုရားရဲ့အလုတ်လုတ်ပုံမှန်တတ်တန်3မျိုးကိုတွေ့ရတယ်ပေါ့နော်ပထမတစ်ခုကသူကဘာလုပ်ပြီးလဲဆိုရင်အဖြစ်ကိုဖော်ပြတယ်ဒုတိယတစ်ခုကကြတော့စစ်မှန်ခြင်းဝိညာဉ်တော်ဖြစ်တော်ကိုတော်ဒီတဲ့ယုံကြည်သူများအားစစ်မှန်ခြင်းအားလုံးထဲသို့ဥဆောင်လမ်းပြပေးတယ်တဲ့ဒီဟာဒုတိယအချက်ပေါ့နော်အဲ့ဒါလေးဖော်ပြထားဤဒီမှာတဲ့ကိုတော်ဒီတားတော်ဖြစ်ခြင်းအရာအလုံးနဲ့တားတော်၌ရှိသောအရာအလုံးကိုတဲ့ယုံကြည်သူများထံသို့စစ်မှန်စေခြင်းဖြစ်ပြီးတဲ့အဲ့အရာလေးကိုတွေ့ရတယ်ဒါဒီဒုတိယအနေနဲ့ပေါ့နော်ဝိညာဉ်တော်ဖျားရဲ့အလုပ်ခမည်းတော်ဤဖြစ်ခြင်းအရာအလုံးနေတဲ့ခမည်းတော်၌ရှိသောအရာအလုံးဒီတားတော်၌ကိုထင်ရှားပြီးတားတော်ဤဖြစ်ခြင်းအရာအလုံးနဲ့တားတော်၌ရှိသောအရာအလုံးကိုတဲ့စစ်မှန်ခြင်းအဖြစ်ဝိညာဉ်တော်အားဖြင့်ယုံကြည်သူများထံသို့ကြီးညာပေးသည်တဲ့ဤကြီးညာခြင်းသည်တဲ့ခမည်းတော်နှင့်အတူတဲ့တားတော်ဤဘုံထင်ရှားခြင်းဖြစ်သည်တဲ့ဤဒီမှာသုံးပါးတစ်ပါးဖျားဤဖြစ်ခြင်းသည်တဲ့ယုံကြည်သူများအထဲသို့ဝင်ရောက်လာကယုံကြည်သူများနှင့်အတူရောနှောပေါင်းစည်းစေသောအကြောင်းအရာဖြစ်သည်တဲ့တကယ်တော့ဒီအကြောင်းအရာတွေကိုကျမတို့သိမြင်ရတာဝိညာဉ်တော်ဘုရားကရောက်လာလို့ကျမတို့ရဲ့အထဲမှာစစ်မှန်ခြင်းအလုံးကိုပြသပေးခြင်းဖြစ်တယ်ဆိုတဲ့အရာလေးကိုရတယ်ဒီအောက်လေးမှာဆိုရင်နောင်လာလက်တန့်သောအရာတို့ကိုတင်တို့အားဖော်ပြလိုက်မယ်တတိယအနေဖြင့်ဝိညာဉ်တော်ဘုရားရဲ့အလုတ်ကဗျာဒိတ်ကျမ်းသာအဓိကဖွင့်ပြထားသည့်နောင်ဖြစ်လာမည့်အရာများကိုကြီးညာဖော်ပြပေးသည်တဲ့ဒါကဝိညာဉ်တော်ဤလှုပ်ဆောင်မှုပုံမှန်တရံ3ခုကိုတွေ့ရတယ်ပေါ့နော်ဒါလေးကိုကျွန်မဖတ်ရှုတဲ့အခါမှာဘုရားကိုကျေးဇူးတင်ပါတယ်တကယ်ပဲဒီညတိုင်းကနက်နဲတယ်ပေါ့နော်ကျွန်မအတွက်ဒါပေမဲ့ဒီနေ့မှာဝိညာဉ်တော်ဘုရားရဲ့အလုပ်3မျိုးကိုတွေ့ရတယ်တကယ်ပါပဲစစ်မှန်ခြင်းဝိညာဉ်တော်ရောက်လာတဲ့အခါမှာဒီအကြောင်းအရာတွေကိုကျမတို့ကိုအလုံးစုံစစ်မှန်ခြင်းထဲသို့ပြသတယ်ဆိုတဲ့အရာလေးကိုရတယ်နောက်တစ်ခုကကြတော့ဟေဘရဲထဲမှာပေါ့နော်ဟေဘရဲ27ဆက်နေမှာပေါ့နော်အဲ့ဒါလေးကိုဖတ်တယ်တန့်ရှင်းစေတတ်သောသူနှင့်တန့်ရှင်းစေအပ်သောသူများတို့သည်တပါးကြီးသောပဂတိရှိကြ၏တဲ့အဲ့ဒါလေးကိုဖတ်တဲ့အခါမှာတန့်ရှင်းစေတတ်တဲ့သူကခရစ်တော်ကိုယ်တိုင်ဖြစ်ပြီးတန့်ရှင်းစေအပ်သောသူကယုံကြည်သူများကိုပြောထားတာဖြစ်တယ်ဖျားသခင်ဤတဲ့တာဦးနေတဲ့များစွာသောသားနှစ်ဦးစလုံးမှာထားမြောက်ခြင်း၌တူညီသောခမည်းတော်ဘုရားထံမှာမွေးဖွားခံရခြင်းဖြစ်၍တူညီသောဘုရားအသက်နှင့်သဘောတဘာဝရှိတယ်တဲ့။အိုးသခင်ယေရှုကိုရောကိုကျေးဇူးတင်ပါတယ်။ဒီမှာရှိရင်တာဦးနဲ့များစွာသောတာဦးနှစ်ယောက်စလုံးကထားမြောက်ခြင်း၌တူညီသောခမည်းတော်ထံမှာမွေးဖွားခြင်းခံရပြီးဘုရားအသက်နှင့်တူညီတဲ့ဘုရားအသက်နှင့်သဘောတဘာဝရှိတယ်တဲ့။ထို့ကြောင့်ကိုရောသည်တဲ့သူတို့ကိုညီအကိုများဟူ၍ခေါ်ရန်ရှက်ကြောက်တော်မမူတဲ့။ဘုရားကောင်းမြတ်ပါတယ်။ဘုရားကိုအရန်ကျေးဇူးတင်တယ်ကျမတို့မှာတူညီတဲ့ဖရာအသက်နဲ့သဘောတဘာဝတွေရှိတဲ့အတွက်ကြောင့်ဒါလေးညီအကိုများဟူခေါ်ရန်ရှက်ကြောက်တော်မူဆိုတဲ့အရာလေးပေါ့နော်ဖရာရဲ့ချစ်ခြင်းကိုခံစားရပါတယ်ကျမတို့ဒီမှာအင်္ဂါဝင်ခြင်းတောင်မှကျမတို့ဆိုရင်ကိုမကြိုက်မနစ်တဲ့လူဆိုရင်ညီအကိုလို့မခေါ်ခြင်းဘူးပေါ့နော်ဒါပေမဲ့ဖရာကကိုယ့်ကိုဒီမှာဆိုရင်
တူညီတော့ဖရာအသက်နဲ့သဘောတဘာဝရှိတယ်ပြီးတော့ထမြောက်ခြင်းနဲ့တူညီတော့ခမီးတို့ထံမှာအတူမွေးဖွားခြင်းခံရတယ်ဆိုတော့ဒီမှာဆိုရင်တန့်ရှင်းစေတတ်သောသူနဲ့တန့်ရှင်းစေအပ်သောသူကတပါးဒီတော့ပဂတိရှိတယ်ဆိုတာကိုဘုရားကဖော်ပြတယ်ဒါကြောင့်မလို့ကျမတို့ကိုညီအကိုလို့ခေါ်ရင်ဘုရားကမရှက်ဘူးဆိုတဲ့အရာလေးကိုခံစားရပါတယ်ဒီနှစ်ချက်လေးကိုကျမရတာလေးကိုစီစဉ်ပါတယ်အာမင် အာမင် အာမင် အမင်ဘုရားကိုချီးမွမ်းပါတယ်ဒီနေ့ကျမတို့ pray reading လုပ်ကြရဲပေါ့နော်ဒီရော16-73ရက်ခါကြည့်ရလိဒီကိုကျမတို့ဖတ်ရင်းနဲ့ကျမပါပြန်ပြီးမှခံစားရရှိတယ်ဆိုတော့စစ်မှန်ခြင်းရဲ့ဝိညာဉ်တော်တွေရောက်လာတော့အခါတဲ့သင်တို့အားစစ်မှန်ခြင်းအလုံးစုံထဲတို့ပြသလိမ့်မည်လို့ပြောတဲ့အခါမှာကျမပြန်နေဆင်ခြင်တယ်ပေါ့နော်ဝိညာဉ်တော်တော့ကျမရရှိပါလဲနဲ့ဘာဖြစ်လို့အဲ့ဒီအလုံးစုံရဲ့ပြသခြင်းကိုကျမမခံစားရတာလဲဆိုတော့တကယ်တော့ကျမကလေစစ်မှန်တဲ့ကိုယ်ခန္ဓာလေးကိုမရောက်ရှိခဲ့ဘူးဆိုတဲ့အရာလေးဒီနေ့ကျမခံစားရတယ်ပေါ့နော်ဒီနေ့ဘုရားကဝိညာဉ်တော်၌ကျမတို့ယုံကြည်သူရဲ့အထဲမှာဝိညာဉ်တော်ရောက်ရှိလာပြီးမဲ့ဘုရားရဲ့ဖွင့်ပြခြင်းအလင်းကဒီနေ့စစ်မှန်ခြင်းဖြစ်တဲ့ကိုယ်ခန္ဓာထဲမှာပဲဘုရားကပြတယ်ဆိုတဲ့အရာလေးနောက်တစ်ခုကဘာကိုရရှိလဲဆိုတော့ဒီနေ့စစ်မှန်ခြင်းဆိုတဲ့အရာကကျမကနားမလည်ခဲ့ဘူးလေနော်ဒီနေ့ခရစ်တော်ဆိုတဲ့အရာကိုပဲသိခဲ့တာဖြစ်တယ်ခမဲတော်ဆိုတဲ့အရာကိုသိပြီးမဲ့ခရစ်တော်အားဖြင့်ခမဲတော်ထံဘယ်လိုသွားရတယ်လဲဆိုတာကိုလည်းကျမနားမလည်ခဲ့ဘူးအဲ့ဒီအရာလေးတွေပေါ့နော်ဒီညကျမပြန်နေပြီးခံစားရရှိတယ်တကယ်ပဲဒီနေ့ကိုယ်ခန္ဓာထဲမှာရောက်လာတဲ့အခါမှာဥကောင်းတဲ့ကိုယ်ခန္ဓာကိုသိလာရတယ်ပေါ့နော်ဒီနေ့ရှင်းလင်းစွာသဘောပေါက်လာရတယ်ဒါမဲ့ဒီအရာကမလုံလောက်သေးဘူးသုံးပါးဘုရားတက်ကဘုရားတကယ်ဒီသုံးပါးတစ်ပါးဘုရားရဲ့လှုပ်ဆောင်ခြင်းပေါ့နော်ခုနဆရာဆိုပြောသွားတဲ့အခါမှာတာတော်ကအလေဘုဖြစ်တယ်ဆိုတဲ့အရာလေးပြန်ကြားရတဲ့အခါမှာဒီနေ့ဒီ Facebook မှာဆိုရင်လေကြုံညာတွေအများကြီးဝင်လာတယ်ပေါ့နော်သိတဲ့အခါမှာသူတို့တွေကလေသူတို့ပျက်စီးကောင်းချောင်းကိုလေဒီနေ့ရောင်းသူတို့ဝယ်မဲ့သူကိုလက်တွေ့ပေါ့နော်သူတို့ကဒီအရာကိုပြောပြတယ်ပေါ့နော်ဒီနေ့သူတို့ကပြောလိုက်သေးတယ်သူတို့ရဲ့ပျက်စီးဘလောက်ကောင်းတယ်ဆိုတဲ့အရာကိုသိချမသိဘဲနဲ့ဆိုတဲ့အရာလေးကျမလေအဲ့ဒါကိုနားထောင်တဲ့အခါမှာဒါခဏလေးပဲကြားလိုက်တဲ့အရာပေါ့နော်ဒီလိုပဲကျမရဲ့အထဲမှာရောက်လာတဲ့သုံးပါးတစ်ပါးရဲ့ဖြစ်ခြင်းကိုကျမစစ်မှန်စွာမသိရတဲ့အတွက်ကြောင့်ဒီကနေ့ဘုရားကကျမကိုစစ်မှန်ခြင်းထဲမှာအခုပို့ဆောင်ပြီးကြားစီနေတာပါလားဆိုတာကိုလေကျမအထက်မှာအရန်ဝမ်းမြောက်တယ်ပေါ့နော်မနေ့ညဆိုရင်မေလခိစေတဲ့ဆိုတာလေအရင်တော့ကျမတိုင်စိတ်ထဲမှာမတက်မတာခံစားရတယ်ဘာဖြစ်လို့ဆိုနားမှမလဲလားသဘောမပေါက်တော့မရှင်းလင်းတဲ့အခါမှာလေမေလခိစေတဲ့ဆိုရင်အစလည်းမသိအဆုံးလည်းမသိဘာကိုပြောမှမသိဘူးဒါမဲ့လေမနေ့ညမှာလေအရန်မှုတွေဝမ်းမြောက်ရတယ်ပေါ့နော်ဖျားခင်ကျေးဇူးတင်လိုက်တာတကယ်ပဲဒီနေ့စစ်မှန်ခြင်းဆိုတဲ့ကိုယ်ခန္ဓာထဲမှာရောက်ရှိလာတဲ့အခါမှာလေဘုရားကလေတစ်ခုပြီးတစ်ခုကျမကိုကြိုးကြည့်တယ်ပေါ့နော်အဲ့ဒီစတယ်ဒါကြောင့်မို့ဒီနေ့ဖျားခင်ဒီနေ့စစ်မှန်ခြင်းထဲမှာကျမကိုရောက်ရှိစေလာတဲ့အတွက်ဖျားကိုကျေးဇူးတင်လိုက်တာဆိုကျမဖျားနဲ့စကားပြောတယ်ပေါ့နော်နောက်ပြီးမှဒီဟေဘရဲနှစ်စနစ်ဆိုရင်လည်းအမြဲတမ်းဖတ်ရတာပဲလေဒါမဲ့တန်ရှင်းစေတတ်သောသူခရစ်တော်ဖြစ်တယ်တန်ရှင်းစေအပ်သောသူကိုဖြစ်တယ်ဒါမဲ့တပါးသီးသောပဂတိဆိုတဲ့အရာကိုလေနားမလည်ဘူးပေါ့နော်ဖတ်လိုက်တာပဲသဘောမပေါက်ဒီညကြမှာလေဒီနေ့သားတော်နဲ့ရှိတဲ့စစ်မှန်တဲ့ဝိညာဉ်တော်ကျွန်ုပ်နဲ့လည်းရှိနေတဲ့အတွက်ကြောင့်ဒီတပါးသီးသောပဂတိကိုကျွန်ုပ်တို့ကိုညီအကိုဖြစ်စေတယ်ပေါ့နော်ဒီအရာပေါ်မှာလေဖျားကိုချီးမွမ်းလိုက်တာဒီနေ့ခုနပေါ့နော်ဆင်မတူစီစဉ်သွားတဲ့အခါမှာခမဲတော်နဲ့ကျွန်တော်တို့ကတဖအထဲမှာမွေးဖွားခြင်းခံရတဲ့အခါမှာလေဒီနေ့ခန္ဓာမှာဆိုနေသွေးသားရင်းနေဆိုကျွန်တော်တို့ကညီအကိုဆိုတာခေါ်လို့ရတာဖြစ်တယ်ပေါ့နော်သွေးသားမရင်းမှုဆိုရင်ညီအကိုလို့ဘယ်လောက်ပြောသွားခံစားချက်မရှိဘူးလေကိုယ့်ရဲ့သွေးသားတကယ်ဖြစ်လာတဲ့လူကသူကညီအကိုလို့ခေါ်ရတယ်အဲ့ဒီညီကိုလို့ခေါ်ခြင်းနဲ့မတော်တဲ့လူခေါ်ခြင်းကတအားကွာခြားတယ်ဆိုတဲ့အရာလေးဒီအရာကိုကျွန်မဆင်ခြင်ရဒီနေ့ခံစားရတယ်ပေါ့နော်ဒီတော့ဘုရားကိုကျေးဇူးတင်တယ်တကယ်ပဲဒီနေ့ဒီအရာလေးအဖြစ်ပေါ့နော်ဒီနေ့ဘုရားကကျွန်မကိုဒီထဲမှာပို့ဆောင်ခြင်းဟာတကယ်ပဲဘုရားဆိုင်ရာပေါ့နော်ကျွန်မဘာမှမသိသေးဘူးဆိုတာကိုလေဒီညကျွန်မပုံပြီးမှခံစားရတယ်ကျွန်မဘာမှမသိသေးလို့ဘာမှနားမလည်သေးလို့ဒီနေ့စစ်မှန်တဲ့ဝိညာဉ်တော်ကလေသူရဲ့စစ်မှန်ခြင်းထဲမှာသူပြောလို့ရတဲ့နေရာသူကျွန်မကိုဖွင့်ပြလို့ရတဲ့နေရာမှာကျွန်မကိုပို့ဆောင်တယ်ဆိုတဲ့အရာလေးဒီညခံစားရရှိတဲ့အတွက်ဘုရားကိုချီးမွမ်းပါတယ်မရှိမအောင်ဆက်စစ်ပြတဲ့ခဏဝင်အားလုံးပါတယ်ဘုရားယေရှုအာမင်အမေကျမလည်းဘောနော်ဖတ်တာမဖတ်တာဖတ်ထားမယ်
ဖတ်ထားမယ်လို့ရည်ထားတော့လည်းပဲဟိုသွားတဲ့အချိန်မှာအပြင်ခဏထွက်လာတယ်မဖတ်လိုက်ရဘူးပေါ့နော်ဒါပေမဲ့ကျမလည်းအမစန္ဒာလမျိုးပဲပေါ့နော်အိုးခက်လိုက်တာလို့ခက်တာကတပတ်ဟိုဘယ်လဲခရစ်စမတ်လောက်တာဟိုသွားဒီသွားတပတ်ဆိုနှစ်ပတ်အခုဒီတပတ်ကလည်းဟိုရောက်ဒီရောက်နေပေါ့နော်အင်္ဂါနေ့တောင်ရောက်နေပြီနော်ဒီထူတောင်ရောက်နေပြီဆိုတော့နော်ဖတ်မယ်နဲ့နော်တကယ်တမ်းကြည့်မယ်ဆိုရင်ဒီစာမျက်နှာလေးကတရွက်ပဲကျမတို့ဟိုအရင်ကဆရာတွေဖတ်ခိုင်းတော့ဆိုစာမျက်နှာ10မျက်နှာလောက်ရှိတယ်နော်အခုကဒီတရွက်ကလေးအခုဆိုတရွက်လေးပဲရှိတယ်အဲ့ဒီတရွက်လေးကိုဘာဖြစ်အချိန်မပေးနိုင်ရလဲအရင်ကဆိုဖတ်တာနေရောအချိန်တော့မလောက်ဖြစ်နေတာအခုကတော့တမျက်နှာလေးတရွက်ကလေးတောင်မှကျမတို့ဟိုဘယ်လဲခတ်တယ်ဆိုလိုက်တာဆိုတော့နော်ဒါပေမဲ့ဒီနေ့ဆရာပရက်ဆာအဖြစ်လဲရတယ်ပါဆိုတော့ခက်တဲ့အရာကဘယ်လဲတကယ်ဒီကမားနေလားဆိုတော့မမားဘူးဒါကခက်တဲ့အရာကဝิญဉ်ရေးရာဆိုတဲ့အရာပေါ့နော်တကယ်ပဲအဲ့ဒီအရာကိုကျမနှလုံးထဲမှာဆွဲသွားတယ်ပေါ့နော်တကယ်ပဲကျမတို့အသက်တာထင်မှာဒါခက်ပါတယ်ဒါနဲ့ငါယူစားဖို့တော့ဖွေးရတော့ငါနဲ့တော့မဆိုင်သေးပါဘူးနော်ကျမထင်တာပေါ့နော်ဒါလေးကတော့ကျမနဲ့မဆိုင်သေးဘူးပေါ့နော်အဲ့လိုကိုကအဲ့ဒါခံယူနေပေါ့နော်ဒီပစားဖို့တော့ဘလို့ကိုကဆဆချင်းဖက်ကတဲ့နေတယ်ဝီဝိုင်းမှာစဖက်ကတဲ့နေပြီးတော့ကိုကစားဖို့တော့ကိုနဲ့မဆိုင်ပါဘူးဆိုပြီးတော့နောက်ဆုံးမှာကြည့်တော့လေဓာကြီးပဲပေါ့နော်တော့ခက်ပါတယ်အဲ့ဒါဆိုတကယ်နော်တကယ်ခက်တဲ့အရာကတကယ်ကျမတို့အတွက်စားအနေဝิญဉ်ရေးရာရည်ချက်ဖို့အတွက်ဖြစ်တယ်ဆိုတဲ့အရာလေးပေါ့နော်အဲ့ဒီရလေးခံစားရတယ်ပေါ့နော်ပြောကျမဒီချက်မှာရတဲ့အရာလေးကပေါ့နော်ဒီရော6 73 15ထဲမှာပဲပေါ့နော်ဒီစစ်မှန်ခြင်းဤဝิญဉ်တော်ဒီရောက်လာတော့အခါတင်တို့အားစစ်မှန်ခြင်းအလုံးစုံအထက်သို့ပြသလိမ့်မည်ဆိုတဲ့အရာလေးပေါ့နော်ဆိုတော့စစ်မှန်တဲ့ဝิญဉ်တော်ကကျမတို့အထက်မှာရောက်လာတဲ့အခါမှာကျမတို့ကိုအလုံးနော်စစ်မှန်ခြင်းအလုံးစုံစစ်မှန်ခြင်းအလုံးစုံအထက်သို့ပြသလိမ့်မည်တဲ့ထိုဝิญဉ်တော်သည်ကိုအလိုလျောက်ဟောပြောမည်မဟုတ်တဲ့ကြားသမျှကိုဟောပြောလိမ့်မည်နောက်လာလက်တန့်သောအရာတို့ကိုလည်းတင်တို့အားဖော်ပြလိမ့်မည်ဆိုတဲ့အရာလေးပေါ့နော်ဆိုတော့ဝิญဉ်တော်ကပဲကျမတို့ကအလိုလျောက်ပြောတာမျိုးမဟုတ်ဘူးလေနော်နဲ့ဝิญဉ်တော်ကကျမတို့ကိုဖော်ပြလိုက်မယ်ဆိုတဲ့အရာလေးကိုလေအဲ့ဒီအရာလေးကိုကျမရရှိတယ်ပေါ့နော်ဒီပြီးတော့ကျမစိတ်ထဲမှာဆွဲတဲ့ဟာတစ်ခုကျွန်ုပ်တို့ဒီတဲ့သားတော်ကိုတိကျုံခံစားကြတော့အခါတဲ့သားတော်ဒီကျွန်ုပ်တို့ခမဲတော်ထမ်းနဲ့ခေါ်ဆောင်လာလိမ့်မည်ဖြစ်သည်ဆိုတဲ့အရာလေးပေါ့နော်ဆိုတော့ကျမတို့ကသားတော်ကိုတိကျုံခံစားတဲ့အခါမှာတဲ့နော်အဲ့ဒီသားတော်ကပဲတဲ့ဆိုတော့ခမဲတော်ထံကိုခေါ်ဆောင်တယ်ဆိုတဲ့အရာလေးကိုခံစားရတယ်ပေါ့နော်ဆိုတော့ကျမတို့တာထဲမှာကျမတို့ကဟိုဗလဲနှစ်ဖွဲ့သုံးဖွဲ့တော့ရှိသေးတယ်ဟိုဆုတောင်းတာမျိုးပါလေသူကယေရှုနာမနဲ့တရှိသွားတော့ယေရှုနာမမပါမနဲ့ကိုဟာကိုဆုတောင်းတာမျိုးလည်းရှိတယ်ပေါ့နော်ဆိုတော့တကယ်ပဲကျမအခုနအဖြစ်တယောက်စီးတဲ့အခါမှာကျမစိတ်ထဲမှာတွားပြီးမှခံစားလိုက်ရတဲ့အရာလေးပေါ့နော်ခရစ်တော်အဖြစ်ပဲကျမတို့ကခမဲတော်အရှိမဘုရားသခင်ကိုကိုးကွယ်နေတာလေနော်ဒီခေါင်းစရာလည်းခမဲတော်ကိုးကွယ်ခြင်းဆိုတဲ့ယေရှုခရစ်တော်အားဖြစ်ပဲကျမတို့ကဘုရားသခင်ရှိမှပဲကျမတို့ကဘာဖြစ်လဲဆိုတာကဟိုဘလဲတက်ရှင်တဲ့သူလည်းဖြစ်တယ်ပြီးတော့ညီလည်းဖြစ်တယ်သူ့ကြောင့်ပဲပေါ့နော်ယေရှုခရစ်တော်ကြောင့်ပဲလေကျမတို့ကခမဲတော်ထဲရောက်တယ်ဆိုတဲ့အရာလေးကိုခံစားရတယ်နော်ဒီအဖြစ်ပြောတဲ့အခါမှာကျမနည်းနည်းလေးဆင်ခြင်လိုက်ရတယ်ပေါ့နော်အဲ့ဒီအရာလေးပေါ့နော်တော့ကျမတို့သက်တာထဲမှာနော်ဒီသားတော်ကပဲကျမတို့ကိုသူ့အသက်တာသူ့ရဲ့ကျမတို့တွေ့ကြုံခံစားတဲ့အရာကနော်ဒီသားတော်အားဖြစ်ဖြစ်တယ်အဲ့ဒီသားတော်အားပဲအဲ့ဒီသားတော်ကြောင့်ပဲကျမတို့ခမဲတော်ထက်မှာကျမတို့ခေါ်ဆောင်တယ်ဆိုတော့ခုနပြောတဲ့ဒီထဲမှာထဲပြောလဲတက်ရှင်းစေတက်တော်သူနေတဲ့တက်ရှင်းစေအတော်သူတို့ဒီတဲ့တပါးကြီးတော့ပဂတိရှိကြဤဆိုတဲ့အရာလေးပေါ့နော်တကယ်ပဲဖျားခင်ကတကယ်ကိုကောင်းမြတ်တယ်နော်ကျမတို့ကမတက်ရှင်းတဲ့သူနော်တက်ရှင်းတဲ့ခရစ်တော်ကအကြောင်းကျမတို့ကလည်းအလိုလိုကြီးနဲ့တက်ရှင်းသွားတယ်နော်အဲ့ဒီအရာလေးကတကယ်ကိုကြော်ရတယ်ပေါ့နော်
ဒါကြောင့်ကျွန်တော်တို့သားထဲမှာအဲ့ဒီအရာလေးကိုကျွန်မခံစားရတယ်ပေါ့နော်ထို့ကြောင့်တဲ့တက်ရှင်းစေတဲ့တော်သူသည်တက်ရှင်းစေအပ်တော်သူတို့ကိုညီကိုဟူ၍ခေါ်ချင်းကရှက်ကြောက်တော်မမူဆိုတဲ့အရာလေးပေါ့နော်ဆိုတော့ကျွန်မရှက်ကြောက်တော်မမူဆိုတော့ကိုကဟိုဘယ်လဲတခါတလေကြားလို့ရှိရင်ဘာလဲကိုတော့ရှက်တယ်ဆိုတာဘာလဲကိုရဲ့ညီမလေးတွေဟိုကိုကတော့မကောင်းမစေကိုညီမလေးတွေဘာလဲမကောင်းရင်တော့ကိုကလေအေးသူမကောင်းဘူးဟဲ့ညီအကိုပြောမှတော့ကိုကညီအမပြောရမှာရှက်တယ်ဒါပေမဲ့လေဒါတော့လောကပဲเนาะဒါပေမဲ့ခရစ်တော်ကတလို့ကျွန်တော်တို့ယိုရင်းပျက်စီးနေတဲ့သူတော်မှဖခင်အနေယေရှုခရစ်တော်ကမရှက်ဘူးเนาะကျွန်တော်တို့ကိုမရှက်ဘူးညီအကိုခေါ်ရတာကိုမရှက်ဘူးဆိုတဲ့အရာကိုလေအဲ့ဒီအရာကိုစသုံးရတယ်ပေါ့เนาะတကယ်ပဲကျွန်တော်တို့တာထဲမှာเนาะကျွန်တော်တို့တရှင်းတဲ့သူကเนาะတရှင်းစေအဲ့တဲ့ကျွန်တော်တို့ကိုဖြစ်တဲ့เนาะသူရဲ့ညီကိုသူတို့တွေကเนาะညီကိုခေါ်ရလဲသူမရှက်ဘူးအဲ့ဒီအရာလေးကိုကျွန်မခံစားရတယ်ပေါ့နော်တကယ်ကိုဖျားခင်ကိုအရင်ကျေးဇူးတင်တယ်လို့နော်ခက်ပေမဲ့လဲမနေ့ပြန်စားပြီးပေါ့နော်တကယ်ပဲခက်ပေမဲ့လဲနော်ကျွန်မတို့ကမနေ့ပြန်ဆိုရင်မားတော့မားသေးတယ်နော်ကျွန်မလည်းတခုပြောချင်သေးတယ်ပေါ့နော်ဘာလဲဆိုတော့မနေ့ပြန်ဒီဘလဲနေ့တစ်ကုန်တော့မယ်လေနော်ဒီ2021ကုန်ပြီး2022ရောက်တော့မယ်နောက်တနေ့မှပဲငါ2022မှာပဲငါကျန်းစာကောက်ဖက်အဲ့လိုမျိုးမရတော့ဘူးကျမတို့ကအဲ့လိုမျိုးဆိုနောက်ကျသွားမယ်အခုကျမတို့သိပြီဆိုရင်လေတစ်စက္ကန့်လေးဆိုအဲ့တစ်စက္ကန့်ကကျမတို့နေ့တစ်ဖြစ်နေတယ်လေနော်အဲ့ဒါကိုလေကျမခံစားရတယ်အဲ့ဒါလေကျမတို့ဘာလို့ခံစားလဲဆိုအခုတနေ့ကျန်းစာဖတ်ဖို့လားဘာလို့တော့မသိဟဲ့ငါဒီစီခဏလေးပဲငါခဏလေးနော်ကျွန်မစိတ်ထဲမှာအဲ့ဒီတောက်ကြနေကျွန်မအချိန်ရှိတယ်နော်ကျွန်မပြက်လာတယ်ကျွန်တော်ရဝင်ဖို့မိသားပဲဒါပေမဲ့ကျွန်မတတိယတဲ့ချိန်မှာနည်းလေးပဲကြော်သွားတယ်အဲ့ဒါကိုကျွန်မမဝင်ဘူးနေကျွန်မစိတ်ထဲမှာအခါမှာနေဘယ်လိုခလဲနေနောက်တစ်ပတ်ဆိုတာမရဘူးမရှိဘူးเนาะအခုဝင်အခုအစ်စ်ပဲဆိုတဲ့အရာလေးပေါ့နော်အဲ့ဒီအရာကိုကျွန်မခံစားရတယ်เนาะဒါကြောင့်ကျွန်မတို့တက်ထဲမှာเนาะဒါကြောင့်မလို့ကျွန်မဆိုအဆုံးအစနေပြီအဆုံးထိကောဖွင့်မထိုင်နေတယ်တခါလေကြိုက်လေဟိုဘလဲကိစ္စတွေပဲเนาะအရှိတယ်ပေါ့เนาะဒါကြောင့်ကျွန်တော်တို့တက်ထဲမှာအစ်ဆိုတာကလေဟိုလေဒီနှစ်တစ်ကူမှမဟုတ်ဘူးเนาะကျွန်တော်တို့ကဒီစက်ကပိုင်းနဲ့ပဲကျွန်တော်တို့ဝိညာဉ်ကလက်လိုက်တာနဲ့အစ်ဖြစ်တယ်ဆိုတဲ့အရာလေးကိုလေအဲ့ဒါလေးကိုခံစားရတယ်ပေါ့เนาะတကယ်ပဲဖျားခင်ကတကယ်ကိုကောင်းမြတ်တယ်ကျွန်တော်တို့အပေါ်မှာအမြဲတမ်းကျွန်တော်တို့ကိုကျွေးမွေးတယ်เนาะကျွန်တော်တို့ကိုလည်းယဉ်ကျေးတဲ့သူဖြစ်စေခြင်းနဲ့နော်ဘာကြောင့်ရည်ကြည်လဲဆိုတော့ကျမတို့ကအောင်မြင်တော်သူနော်အောင်မြင်တော်သူထက်နာမကောလည်းတည်ရတယ်အောင်မြင်တော်သူထက်အောင်မြင်တော်သူဖျားကဖြစ်စေခြင်းနဲ့အတွက်ကြောင့်ကျမတို့ကိုစိတ်ကိုထိန်းချောင်းပေးတယ်နော်မိနစ်ပိုင်းကျတော့စိတ်ကိုထမ်းချောင်းပေးတယ်ညပိုင်းကျတော့ဗါလဲညပိုင်းကျကျမတို့ကိုယဉ်ကျေးတဲ့သူနော်ဖအရာမှာအဖမြင်စလို့မြင်စေချင်တယ်ပေါ့နော်ပြီးတော့ကျမတို့ကိုဒီမှာလေဒီထက်မှာကခုနဘယ်လိုလဲခုနဟိုစားအဲ့ဒီအရာလေးပေါ့နော်အဲ့ဒီအရာလေးကိုကျွန်တော်တားတော့ကနော်ယေရှုခရစ်တော်ကကျွန်တော်ကခမဲတော်ထံခေါ်ဆောင်ပေးတယ်နော်အဲ့ဒါကဘာဆိုတော့ကျမတို့ကိုသူကကျမတို့နော်ကျမတို့စိတ်နှလုံးထိန်းချောင်းပြီးကျမတို့ကိုဖခင်ရဲ့အလိုတော်ကိုဆောင်တက်ပြရတယ်ကျမတို့ခေါ်ဆောင်ပေးတယ်ဆိုတဲ့အရာလေးကိုလေအဲ့ဒီအရာလေးကိုခံစားရတယ်ပေါ့နော်ကျမလည်းရထားတဲ့အရာလေးကိုပြန်လည်ပြီးမှနည်းနည်းလေးပြန်စစ်ပြပါတယ်လို့ဘုဒ္ဓခေယေရှုအာမင်အာမင် အာမင် အာမင် အာမင်တကယ်ရှိဖျားနာမတော်ကိုခေါ်ဆိုပါ၏ဘောနော်ဒီညမှာလည်းဟေပြဲခန်းကြီးနှစ်17မှာပေါ့နော်ရရှိတဲ့ຢာလေးပေါ့နော်ခုနပြောတဲ့တန်ရှင်းစေတတ်တော်သူနှင့်တန်ရှင်းစေအပ်တော်သူများတို့သည်တဲ့တပါးရီသောပဂရိရှိကြ၏ထို့ကြောင့်တန်ရှင်းစေတတ်တော်သူသည်တန်ရှင်းစေအပ်တော်သူတို့ကိုညီအကိုတို့ဟူ၍ခေါ်ခြင်းကရှက်ကြောက်တော်မမူတဲ့အာမင်အဲ့မှာဘာရရှိလဲဆိုရင်ပေါ့နော်တန့်ရှင်းစေတတ်တော်သူနဲ့တန့်ရှင်းစေအပ်တော်သူများတို့သည်တဲ့တပါးဒီသောပဂတိရှိကြ၏တဲ့အမှတန့်ရှင်းစေတတ်တော်သူကခရစ်တော်ကိုယ်တိုင်ပဲဖြစ်တယ်ယနေ့တန့်ရှင်းစေအပ်တော်သူဆိုတာကယနေ့ပေါ့နော်ယုံကြည်သူဖြစ်တဲ့ယနေ့ကျမတို့အရောက်စီတိုင်းဖြစ်တယ်ဆိုတဲ့အရာ
但是是爱多读路表达比如这马路个你也是呢培养个你也是这马路个但是被你的但是啊老被你的哎呀个这马路个看有多读皮肤路的所以哎呀的培养也但是这个我看有嘛被培养呢好嘞所以的巴黎多不可的不可的西面所以个看啥呀的ဖះကနေ့ရဲ့စင်နာရဲ့မှာကျမတို့ကိုတန့်စင်ပေးနေတော့လေကျမကတန့်စင်ဖះရဲ့တန့်စင်ပေးခြင်းကိုမခံယူဘူးဆိုရင်လည်းဖះနဲ့တပါးဒီတော့ပဂတိရှိမှာမဟုတ်ဘူးဆိုတာကိုခံစားရတယ်။ဒါကြောင့်မို့ယနေ့ဖះရဲ့တန့်စင်ပေးနေတော့အရာကိုယမနေ့ကျမကအချိန်တိုင်းမှာတန့်စင်ခံဖို့လိုတယ်။ဒါမှပဲဖះနဲ့ကျမကတပါးဒီဖြစ်တယ်လို့ကျမနဲ့ဖះဒီပေါ်တော့ဘာဖြစ်မလဲဆိုရင်တလုံးတဝတည်းဖြစ်မယ်ဆိုတာကိုခံစားရရှိတယ်။နောက်တစ်ချက်ကတန့်ရှင်းစစ်တတ်တော်သူဒီတဲ့တန့်ရှင်းစစ်အပ်တော်သူတို့ကိုညီအကိုတို့ဟူ၍ခေါ်ခြင်းကရှက်ကြောက်တော်မူတဲ့အာမင်အဲ့ဒီမှာခံစားတဲ့အရာလေးဟိုအရင်တုန်းကအရာလေးကျွန်မပြန်ပြီးတော့ဟိုပေါ့နော်စီကျင်မိတယ်အရင်တုန်းကဆိုရင်ကျွန်မကဘာလဲဆိုရင်ဟိုပေါ့နော်ခရိယန်လို့ပြောတယ်ပေါ့နော်ခရိယန်လို့ပြောပေမဲ့ကျွန်မကဖခင်ရဲ့အသက်ရှင်ခြင်းမရှိတဲ့အခါကျတော့ကျွန်မကလူတဲမှာတော့မှာပေါ့နော်ကိုလေးအဲ့လိုမျိုးခရိယန်ပြောဖို့တော့မပြောရဲဘူးပေါ့နော်ဟိုရှက်တယ်ဆိုတဲ့အရာလေးရှက်တယ်ပြောချင်တာကဒီရပြီကျမကဖះကိုချစ်တယ်ဆိုပြီးကျမကိုးကွယ်နေတဲ့ဖះကိုတော့ကျမကသူတပားနဲ့မိတ်မဆက်ရဲဘူးပေါ့နော်အဲ့ဒီလိုမျိုးရှင်ဖြစ်အဲ့ဒါကဘာကြောင့်လဲဆိုရင်ယနေ့ကျမကဗါလဲဆိုရင်ဖះကတန့်ရှင်းတော့ဖះဖြစ်ပေမဲ့ယနေ့ကျမကဗါလဲဆိုရင်ကျမကိုယ်တိုင်ကတန့်ရှင်းတော့သူမဟုတ်တဲ့အတွက်ကြောင့်ဖះကိုလက်ခံခြင်းမရှိတဲ့အတွက်ကြောင့်ကျမကဗါလဲဆိုဖះကိုကျမကခုနပြောတဲ့ဟိုဘောတော့ညီကိုလို့ပြောဖို့ကျမဖះလို့တောင်အဲ့လိုမိတ်မဆက်ရဲတဲ့အရာတွေကျမခရိယန်လို့တောင်မပြောရဲတဲ့အရာတွေဖြစ်ခဲ့တယ်အဲ့ဒါကဘာလဲဆိုရင်ကျမကို၌ကကျမကမတန့်ရှင်းသောသူဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ယနေ့မှာကြတော့ဘာလဲဆိုရင်ကျမတို့ကဖះရဲ့ခုနပြောတဲ့တန့်စင်ဖះကိုရရှိပြီးတဲ့နောက်ဖះရဲ့တန့်စင်ခြင်းကိုနေ့တိုင်းခံယူတဲ့လျောက်ခံယူခြင်းရှိလာလေတိုးလာလေယနေ့ဘာလဲဆိုရင်ဖះနဲ့တစ်ထက်ထဲကြသလိုခုနပြောသလိုဖះနဲ့ကျမဒီတသွေးတဲ့တသားတဲ့ဖြစ်လာတဲ့အခါကျတော့ဖះကကျမတို့ကိုယနေ့ညီအကိုလို့ပြောတဲ့အရာကလည်းရှက်ကြောက်ခြင်းမရှိသလိုကျမတို့ကလည်းဘာလဲဆိုရင်အဲ့ဒီအရာကဘာလဲကျမတို့ကလည်းထိုနည်းတူစွာပဲဖြစ်တယ်ဆိုတဲ့အရာလေးလေနောက်တစ်ခုကဘာလဲဆိုရင်ကျမတို့ကခုနပြောတဲ့ညီအကိုများစွာကိုပေါ့နော်ဟိုညီအကိုလို့ခေါ်ရမှာဘာပဲချက်ကြောက်ဖះကတော့ကျမတို့လူမျိုးကိုချက်ကြောက်တော့မမှုဘူးတဲ့ဒါဆိုကျမတို့မှလည်းဖះအားဖြင့်ဖြစ်ပွားတဲ့ညီကိုများစွာရှိတယ်ညီကိုလို့ပြောလာပြီဆိုရင်ဒီမြင်တွေ့ရတဲ့ဒီတထိုင်နဲ့တနေရာတဲ့နေဟာမဟုတ်ဘူးပေါ့နော်အများကြီးပဲနေရာအသီးသီးမှာရှိတယ်ညီကိုလို့ပြောလာပြီဆိုရင်ညီအကိုတိုင်းကသူ့နေရာနဲ့သူ့အမျိုးတစ်မျိုးစီတစ်မျိုးပေါ့နော်ပြောချင်တာကဟိုကျမရဲ့လေ့လာကပြောချင်တာကလေဟိုညီအကိုခေါ်တဲ့လူမှခေါ်ချင်တဲ့အရာပေါ့နော်ပြောချင်တာကညီကိုလို့ပြောလာပြီဆိုရုပ်ဆိုးတဲ့သူအောက်လူမျိုးစုံရှိမယ်ပေါ့နော်လုံးဝကိုပြောချင်တာကဖို့အားဖြစ်ဆိုရင်တော့လေအပေါင်းအသင်းမလုပ်ချင်ဒီလိုအားမျိုးတွေလည်းရှိချင်ရှိမယ်ဒါပေမဲ့အိုးဒီနေ့ဖះရဲ့ဂရုဏာကြောင့်ကိုသူ့ကြောင့်ပဲဗါလဲဆိုကျမတို့ကလေသူ့ရဲ့ချစ်ကြောင့်ပဲဗါလဲခုနပြောလို့ညီကိုလို့လည်းခေါ်ရမှာဟိုမရှက်တော့ဘူးပေါ့နော်အဲ့ဒီຢာတွေကြုံတွေ့ရတယ်ဒါကြောင့်မို့ဖះကကျမတို့အတွက်အယမ်းမဲ့လိုအပ်တယ်အချိန်တိုင်းမှာလိုအပ်တယ်ဆိုတာကိုခံစားရရှိတယ်နောက်တစ်ချက်ကဗါလဲဆိုရင်ယနေ့ခမီးတော်ထံကိုတဲ့ဖះခရစ်တော်ကိုယ်တိုင်တည်ဆောင်ပေးတယ်ခေါ်ဆောင်ပေးတယ်ဆိုတဲ့အရာလေးကိုလည်းခံစားရရှိတယ်နောက်တစ်ခုကကျမတို့ချီးမွမ်းခြင်းဟောပြောခြင်းဆုတောင်းခြင်းကပါအစပါလဲဆိုရင်ခမီးတော်ကိုပဲဥတည်ရမယ်ဆိုတဲ့အရာလေးအဲ့ဒီအရာကလည်းခမီးတော်ကိုဥတည်ဖို့ကလည်းခရစ်တော်ကိုယ်တိုင်ပဲဥဆောင်ရတယ်ဆိုတဲ့အရာလေးအဲ့ဒါလေးကျမခံစားရတယ်။ဒါကြောင့်မို့ကျမကကိုအားဖြင့်ကိုအသိဉာဏ်အားဖြင့်ကိုကပါလဲဆိုရင်အသုံးပြုတဲ့အခါကျတော့ဟိုနောက်ကဟိုဘယ်လိုလဲလုံးဝကိုလေဟိုနောက်တုံးဘယ်လိုလဲနောက်ကိုစုပ်ချင်တယ်ဒါပေမဲ့ခရစ်တော်ဥဆောင်နေပါလားဆိုတဲ့အရာကိုသိမြင်လာတဲ့အခါကျဟိုကျွန်မကခရစ်တော်နောက်ကိုပဲလိုက်ဖို့ပဲရှိတယ်ဆိုတဲ့အရာလေးကိုကျွန်မခံစားရရှိတယ်။အိုသခင်ယေရှုဖခင်နာမတော်ကိုချီးမွမ်းပါ၏အာမင်အာမင် အာမင် โอ้ตะกี้ယေရှုရတဲ့အရာအများရသွားတယ်ကျေးဇူးတင်တယ်ဒီမှာရတဲ့ပွဲတော်ပေါ့နော်မနေ့လည်းရှက်စုံမိုးလည်းပြောတယ်ဒီမှာတော့လဲဟိုဆိုပွဲတော်လဲတလတစ်ခါစားရတဲ့ပွဲတော်ပေါ့နော်
အခုဒီပွဲတော်ကအခုကဒီမျိုးတလတ်တစ်ခါစားတဲ့ပွဲတော်မဟုတ်တော့ဘောနော်နေ့တိုင်းကိုအတွက်ကိုယ့်ရဲ့အတွက်လည်းဖြစ်တယ်နေ့တိုင်းကိုယ့်ရဲ့ကိုယ်ခန္ဓာအတွက်ဘောကျွေးမွေးခြင်းတဲ့အရာလည်းဖြစ်တော့ဘောနော်ပြီးတော့နောက်တစ်ခုကဟိုဘောဓမ္မတခြင်းဘောနော်ကျမတို့ဆိုဓမ္မတခြင်းဆိုတာကျမဆိုပို့ဆိုတဲ့မနမထမဆိုကျမတို့မနမဆရာထမကျမဆိုတခြင်းတစ်ခါလည်းမဆိုဘူးဓမ္မတခြင်းလည်းမဆိုကျမတခြင်းညီမနဲ့တခြင်းဆိုတို့ဆိုပြောလဲနေကအတန်လည်းမကောင်းဘူးဘာမှအတန်လည်းခီးလည်းမရှိဘောနော်ဒါပေမဲ့ကိုမဆိုတတ်ကွာအမှန်တမ်းပြောဘောငါမဆိုတတ်တာနေတော့ဆိုတတ်ဆိုနေတော့ပဲဆိုဘောငါမဆိုငါလည်းနဲ့ဆိုကနေတော့ငါပဲပြောတယ်ငါမဆိုတော့ဘူးလို့ဒါပေမဲ့ကိုအဲ့ချင်လေနည်းနည်းစစ်တိခါတော့ဘောနော်ငါတခြင်းမဆိုတမြန်ငါအတန်ပဲမကောင်းပြောလဲဒါပေမဲ့အဓိကအခုကဖျားတဲ့ကိုပေါ်မကောင်းမြဘောနော်ဖျားတဲ့ကိုတုံတင်ပေးတဲ့အရာဘောကွာအခုရလာတာဘောနော်ကိုတိလာတဲ့အရာဘောနော်တကယ်ဒီဓမ္မတခြင်းဆိုအဓိကဖျားကိုဘောပဲဖျားကိုတနေ့ဖြစ်ဘောဖျားကိုတုံဝင်ဘောပဲလိုအပ်တော့ဘောတဲ့အရာကိုကကြုံဝေးခံရတယ်လို့ခီရှုအာမင် Amen. 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 ညီကိုကြီးကျမ်းပါလေလားAmen. ညီကိုကြီးရဲ့ကျွေးမွေးခြင်းအတွက်အထူးကျေးဇူးတင်ပါတယ်လို့ဆိုတော့ထပ်ပြီးတော့နော်ကျွန်တော်ကျွေးမွေးလက်ထပ်ပြန်ရတာရှိဒါလေးကိုကျွန်တော်ပြန်ပြီးတော့အနေနဲ့ပြန်ပြီးတော့ဆင်ခြင်မိတယ်ပြန်ရောစီစဉ်ခြင်းပါတယ်လို့ဆမအထူးရတော့စီစဉ်တဲ့ထဲကနေပြီးတော့ဒီဝိညာဉ်တော်ရဲ့လုံရဆိုတဲ့အရာလေးပြန်ပြီးတော့ကျွေးမွေးခြင်းခံရတယ်နော်တစ်ဆက်တည်းမှာလည်းဒီနေ့သားတော့နော်အကိုကြီးဖြစ်တဲ့ခရစ်တော်ကသူ့ရဲ့စိတ်နဲ့သဘောထားကိုကျွန်တော်ပြန်ပြီးဆင်ခြင်မိတယ်တကယ်ပဲမှုရောဝမ်းမြောက်တယ်အကိုကြီးဖြစ်တဲ့ခရစ်တော်ဟာကျွန်တော်တို့ကိုတဲ့ခမဲတော်ထံစီကိုခေါ်ဆောင်သွားတဲ့နေရာလေးပေါ့နော်ခေါ်ဆောင်သွားတဲ့အရာသူကတဲ့ရှေ့နေတယောက်အနေနဲ့နော်ဈာခံပေးတယ်ဆိုတာကျွန်တော်တို့မတ်တက်ပါတယ်နော်ကျွန်တော်တို့မတ်တက်တယ်အားနည်းချက်ရှိတယ်ဒါပေမဲ့သူကအကိုကြီးတယောက်အနေနဲ့ကိုယ့်ရဲ့ညီအကိုကြီးအငယ်လေးကိုတနာတယ်ယူဆိုင်တယ်ဖေးမတယ်နော်အဲ့အကိုကြီးစိတ်နေသဘောထားတဲ့ကျွန်တော်တို့ကိုခမဲဝေရောက်သူဆွဲတင်ပြီးနော်သူ့ရဲ့သဘောကျွန်တော်လောကကြီးရောက်ညီငယ်တွေပေါ့ချစ်ပဲနော်တကယ်ကြီးကိုတယ်မာတက်တယ်နော်အားနေချက်တွေရှိတော့တော့နော်အဖခမဲတော်ဆိုခေါ်ဆောင်သွားတတ်တယ်ဆိုတဲ့အရာကိုကျွေးမွေးခြင်းခံရတယ်တယောက်ကျန်တရားတော့ဆရာမလာမစီစဉ်တော့ကြာ Amen. Okay, no? Okay. No? Okay. That's what she Lord demanded, no? So don't number of course will be see we go. Amen. No? Amen. Oh, Kinchu. Chipia, go chicha. Hello. Oh, Koropia, Koroko Better, the Dada. Same,